အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Story YouTube Channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ Channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှာလေစာရေးဆရာအက္ခါစောရေးသားထားတဲ့စုံထီးကြီးဥပဒါနဲ့ဝင်းပလေလူသက်မှုဆိုတဲ့ဇာတ်လမ်းအစဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ Good Story YouTube Channel ကိုလည်း Subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာတိကျစေဖို့အတွက်လည်း Notification လောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာကျုပ်အိတ်နေရင်နဲ့ဖက်ကနေပဲတရီနိုးသွားတယ်ဗျ။ဘာကြောင့်လဲတော့လဲမပြောတတ်ဘူး။ကျုပ်ကိုတယောက်ကလှန့်နိုးတယ်လို့ကိုနိုးသွားတာ။ဘေးဘီကိုလည်းကြည့်လိုက်တော့ဘေးနားမှာအငယ်ကောင်ကတခေါခေါနဲ့ကိုအိတ်နေတာဗျ။လာကလည်းတာလို့ဗျ။လာရောင်ကလည်းအိမ်ရှိပဒင်းပေါက်ကနေထိုးကြပြီးတော့အိမ်ထဲကိုခတ်မိန်မိန်လေးပဲလင်းနေတာဗျ။ကျုပ်ပြန်အိတ်မယ်လို့လုံနေတဲ့အချိန်မှာပဲကြွေကနေအတန်ချက်ကြားလိုက်ရတယ်။ဒီအတန်ကအိမ်လေကားကိုနင်းပြီးတော့တက်လာတဲ့အတန်ဗျ။အိမ်ပေါ်ကိုတက်တဲ့လေကား၃ထစ်မြောက်အထက်ကနည်းနည်းလေးတော့ရှောင်းနေတော့လူနေလိုက်ရင်ကျွေးကနေအတန်မြည်တတ်တယ်လေဗျာမနက်ခင်းလိုအချိန်မှာတိတိတတ်တာမကြားရပါပဲလေအခုလိုလူကြီးတိတ်နေတဲ့ညအချိန်မှာကြတော့ပီပီတတ်တာယူကြားနေရတာဗျလေကားတက်လာတဲ့အတန်ကြားတော့ဘယ်သူများလဲပေါ့ဗျာတိတ်ပြီးတော့လေတန်နေရတော့လေထားမနေပါဘူးအကိုကြီးတို့မကြီးတို့များညာကြီးညတာအပေါ်ပါလေးထသွားတာလားပေါ့အဖေတို့များထသွားတာပေါ့တိတဲ့အတိုင်းပဲလေကျုပ်တို့ရွာတွေမှာလေအဲ့ဒီအခါတုန်းကလည်းတခိုးတဝက်ဆိုတာလည်းရှိမှမရှိတာပဲဗျအိမ်တော်များများကလည်းအိမ်တကားတွေကိုမပိတ်ခွဲနဲ့ဒီအတိုင်းပဲဟောင်းလောင်းထားပြီးတော့အိတ်ကြတယ်မဟုတ်လားကျုပ်စဉ်းစားနေတော့မှပဲလေကားထိပ်ကိုလူတစ်ယောက်ကတက်လာတယ်ဗျကျုပ်သာကြည့်လိုက်တော့ဒီလူကအဖေလည်းမဟုတ်တယ်လို့အကိုကြီးလည်းမဟုတ်ဘူးဗျယောက်ျားသားတော့ယောက်ျားသားပဲဗျဒီလူကအနှွေးတယ်လို့ဂျာကင်းလို့အထက်ကြီးကိုဝစ်ထားတာဗျသူ့ကိုတွေ့မှကျုပ်စိတ်ထဲမှာတန်နေရတွေဖြစ်လာတယ်ဗျညာကြီးမင်းကြီးဘသူများအိမ်ပေါ်ကိုတက်လာတာလေအကြောင်းတစ်ခုခုရှိတယ်ဆိုရင်အိမ်သားတွေကိုနှိုးမှာပေါ့အခုကဘာမပြောညာမပြောနဲ့စွတ်ခနဲပဲတက်လာတယ်မဟုတ်လားလူကအိမ်ပေါ်ကိုရောက်တယ်ဆိုရင်ပဲခြေထောက်ကိုအသာဖော့နေပြီးတော့တခိုးခြေလန်းနေနဲ့တလန်းချင်းလှမ်းလာတယ်ဗျတေးကြပြီဗျဒီလူကတခိုးမှတခိုးအစ်စ်ပဲဗျရှေဖော့နင်းသွားနေရင်ကနေကျုပ်အိတ်နေတဲ့ခြေထောက်နားကိုရောက်လာတဲ့အခါကျုပ်လည်းခြေထောက်ထဲကနေအမြန်ခုန်ထွက်ပြီးတော့တခိုးကိုစောင်းနဲ့အုပ်ထလိုက်တယ်ဗျတခိုးလည်းလန့်ဖြတ်ပြီးတော့လဲကျသွားတာပေါ့ဗျဒီတော့မှတခိုးလို့အော်ရင်းကနေတကိုးရဲ့ကောင်းကိုအတကုံထုထလိုက်တယ်ဗျကျို့အွန်လိုက်လို့အဖေတို့တောင်နိုးလာပြီးအခန်းထဲကနေပြေးထွက်လာကြတယ်ဗျဒီတော့မှစောင်းချုံကြီးတွေကနေအတန်ထွက်လာတယ်တခိုးမဟုတ်ပါဘူးအလက်ကောင်ရငါပါကွာဟာအကိုကြီးအတန်ပါလားကျုပ်ရေးရွပြီးတော့စောင်းချုံကြီးကိုဖယ်လိုက်တော့မှအောက်ကအကိုကြီးထွက်လာတယ်ဗျအကိုကြီးကတရုတ်ဖြစ်ဂျာကင်တထေကြီးကိုဝစ်ထားသေးတာဗျဟမ်အကိုကြီးဘယ်လိုဖြစ်တာလဲဗျညာရင်အချိန်တော့ဘယ်ကနေပြန်လာတာလဲဗျအဖေတို့ကလည်းဝိုင်းကြည့်နေကြတယ်ဗျအကိုကြီးကပြသလဲနဲ့တူပြောစမ်းပါလက်ကောင်ရမင်းမကြီးကြားသွားအောင်မေကွာဒါလီပေတော်ရွာဘက်ကနေပြန်လာတာကွာပေတော်ရွာကိုညာကြီးချိန်ပြီးတော့ဘာသွားလို့တာလဲဗျငါတယောက်တည်းသွားတာမဟုတ်ဘူးကွာငမင်းတို့နဲ့အတူလူစုပြီးတော့သွားကြတာပါပေတော်ရွာမှာနာရေးဖြစ်နေတယ်လေကွာနာရေးဆိုတော့ဖဲဝိုင်းကလည်းပါတယ်မဟုတ်လားကွာလက်ဆက်သက်တော့အိမ်ကနေထွက်သွားပြီးဖဲခိုးရိုက်နေရဟုတ်ဗျမင်းတော်တုံးနေအကောင်မေလက်ကောင်ရအချက်မသိတော့သမတ်တခိုးထင်းနေအေးလေအကိုတခိုးထင်လို့ဖြစ်နေပြီကွာကိုများတခိုးလို့ထင်ရလားကွာမသိဘူးလေဗျာအကိုကြီးကဂျာကင်ကြီးကိုဝတ်ထားတာဟုတ်ဗျဒါနဲ့အကိုကြီးကဒီလိုဂျာကင်မျိုးတွေမရှိပါဘူးလေဗျာဒါရဘယ်ရလဲဟိုလေဖဲဝိုင်းမှာအပေါင်ဆုံးလို့နိုင်လာတာကွာဩဒါနဲ့ဒီဂျာကင်ကိုမင်းယူလိုက်ကွာကျုပ်ဖြင့်ဗျာပျော်သွားတာပေါ့အကိုကြီးတကယ်ပြောရနော်အေးလေဂျာကင်ကအကောင်းစားကွာပြီးတော့ငါနဲ့ကလည်းတိတ်မလိုက်တော့ဘူးကွာမတော်ဘူးလက်တွေကလည်းနည်းနည်းကြက်တယ်မင်းကငါထက်ကလူကောင်သေးတာဆိုတော့မင်းနေရလေကွက်တီနေမှာကွာကျုပ်ကလည်းအကိုကြီးပေးတဲ့ဂျာကင်ကိုဝစ်ထက်လိုက်တာပေါ့ဗျာဟုတ်တယ်ဗျဂျာကင်ကကျုံနေမှာအန်ကိုက်ပဲဗျရှုပ်တိုင်းထားတော့မှတ်ရတယ်ဂျာကင်ကအနက်ရောင်နဲ့မီးကိုရောင်ဆက်ထားတာဗျအာကစားသမားတွေဝစ်တဲ့ဂျာကင်လိုမျိုးပေါ့ဗျာရင်ဘက်မှာလည်းစစ်နဲ့အိတ်ကလည်းနှစ်ခုပါသေးတယ်ဗျအပြင်ဘက်ကမိုးကာသားလို့အနက်ရောင်အသားနဲ့ရှုပ်ထားပြီးတော့အတွင်းမှာကလည်းဂုံးတွေကိုထည့်ချုပ်ထားတာအထက်လေးတစ်ခုလည်းပါသေးတယ်ဗျနှွေးတော့လေတော်ကိုနှွေးတာပဲဗျရှေ့လာမယ်စောင်းထဲမှာကျုပ်တော့လေဒီဂျာကင်ဝစ်ပြီးတော့စတိုင်ထုတ်ရကြည့်သေးရဲ့ဗျအဖေကတော့အကိုကြီးကိုကြည့်ပြီးတော့အကြီးကောင်မင်းကအခုသားနဲ့မရနဲ့တောင်ဖြစ်နေပါအရက်တကာလှည့်ပြီးတော့ဖဲရရှင်နေတုံးလားကွာအဖေကလည်းဗျာဝါသနာဗျာဝါသနာကိုစွန့်နိုင်ခဲ့တယ်မဟုတ်လားဗျဖေကလက်ထက်ကယဟန္တာကြီးတော်မှဝါသနာတွေကိုမဖြောက်နိုင်ဘူးလေဗျာတော်ပါတော့ကွာစင်ကြီးလက်ကြီးနဲ့ပေးမလီစမ်းနဲ့တော့ငါအကျဲတွေမဖြစ်ချင်ကွာသွားအခန်းထဲဝင်တော့အကိုကြီးကလည်းအခန်းထဲကိုဝင်သွားတော့တယ်မကြီးကလည်းကလေးတစ်ဖက်နဲ့ဆိုတော့လေကျုပ်អော်ပြီးမဲ့လေနိုးဝမရဘူးဗျအိမ်မက်တဲ့အငဲကောင်းဆိုရင်လေပိုတောင်စိုးပေါ့ဗျအခုချိန်ဒီကိုတခေါနေကိုဟောက်နေသေးတာဗျဒီကောက်နားမှာစင်အော်တာမပြောနဲ့
တကူလုံးကြားချီသွားရင်တော့နိုးမှာမဟုတ်ဘူးဗျဘာဖြစ်ဖြစ်ကျုပ်ကလည်းဂျာကင်တက်တဲ့ရသွားလို့ပျော်နေတာပေါ့ဗျဒီဂျာကင်ကနိုင်ငံသားဖြစ်လေဗျရင်ဘက်မှာကလည်းဘူးဒီ9ပေါင်းကျော်လိုမျိုးတရုတ်စာအရှောင်းအရှောင်းနေလေရေးထားလိုက်ဆိုတော့လေတရုတ်ဖြစ်ပါဗျရွာမှာလည်းဒီလိုမျိုးအထည်ဝတ်နိုင်သူဆိုတာလေ10ယောက်တောင်မရှိဘူးလေဗျအညာဆောင်ကလည်းအေးချက်ကတော့ကန်းကုန်ပဲမဟုတ်လားဗျဒါကြောင့်လေအချုပ်တန်းစီယာဖေကငွေနည်းငယ်မုံလေညင်းရဲ့တတုံတုံနဲ့ရန်ပုံကကန်းကုန်ရစ်တာမို့မန်းတုံအောင်လမ်းစုံကဟစ်ချင်ပါတယ်ဆိုပြီးတော့အညာဆောင်ရဲ့ကန်းကုန်အောင်အေးချက်ကိုစောင်းရတုပွဲဆိုတဲ့ကြပြလေးနဲ့ဆက်ဆိုခဲ့သေးတယ်မဟုတ်လားဗျဂျာကင်ကြီးရတော့လေချွတ်တောင်မှမချွတ်ကျင်တော့ဘူးဗျရာသီဥတုကလည်းစောင်းအဝင်ဆိုတော့နည်းနည်းလေးအေးတယ်မဟုတ်လားဒါကြောင့်လေဂျာကင်ကြီးဝစ်ပြီးတော့ပြန်အိတ်လိုက်မိတယ်ဗျဂျာကင်ကအနံ့တစ်မျိုးတော့နန်းသားဗျအေးလေဖဲဝိုင်းကနိုင်လာတာဆိုတော့လေသူများတွေဝစ်ပြီးသားအိတ်ကြီးနေမှာပေါ့အကိုကြီးဒီကတော့ကျုပ်ကရှစ်သွားပြီတရုတ်ဖြစ်ဂျာကင်ကြီးကိုဝစ်ပြီးတော့နွေနွေကလေးနဲ့ပြန်ပြီးတော့ကွေးလိုက်တယ်ဗျအိတ်နေတော့လူကလည်းဖြက်ကနေပဲနိုးလာပြီးတယ်ဗျအိတ်လျက်သားနဲ့မျက်လုံးကဖက်ကနေပဲပွင့်ထွက်သွားတာဗျကြက်တွန်တန်ကလည်းစူညံနေရပဲမိုးမလင်းသေးဘူးဆိုတာဒါကြက်တွန်တန်ပဲဖြစ်မယ်ဗျကြက်တွန်ရင်ကနေမနဲ့3နာရီကြောပြီလေဗျဒီချိန်ခွေးဥတန်ကြီးတစ်ခုလည်းကြားလိုက်ရတယ်ခွေးဥတန်ဆိုပေမဲ့လည်းကြားနေကြခွေးဥတန်မဟုတ်ဘူးဗျအတန်လုံးကြီးကြီးနဲ့အကွဲချချအတန်ကြီးဗျအတန်ကြီးကိုကြားလိုက်တာနဲ့တင်လူတကူလုံးကြက်သိမ်းမွင်းကြီးနေအောင်ထလာပြီးတော့တုံကြီးသွားမိတယ်နောက်တော့ခွေးဥတန်ပျောက်သွားပြီးတော့လေကားတက်လာတဲ့အတန်ကျွေကနေကြားလိုက်ရပြန်နေဗျဒီခါရောဘသူများတက်လာမလဲဆိုပြီးတော့လေကားထိတ်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာလေကားထိတ်မှာခွေးတစ်ကောင်ရက်နေလို့ဗျခွေးလူသာပြောရတာတာမန်ခွေးတွေထက်ကို3-4စားလောက်ကိုကြီးတယ်ဗျတာမန်ရွာခွေးတွေလို့မဟုတ်ဘူးအမွေးတစ်ထောင်ထောင်ကြီးနေတယ်ဗျလာရောင်အောက်မှာအမွေးတွေကလည်းငွေရောင်တန်းပြီးတော့ဝင်းလန်နေတာထူးခြားတာကတော့ခွေးရဲ့မျက်လုံးတွေပဲဗျသူ့မျက်လုံးစုံကအဝါရောင်အလင်းရောင်တွေကတောက်ပနေလို့ဗျခွေးကအိမ်ပေါ်ကိုတက်မယ်အလုံးမှာပဲဘာတွေတွေ့သွားလဲတော့မသိပါဘူးဗျလက်ကနေဆင်းပြီးတော့ပြေးသွားရောဗျခွေးဆင်းသွားတော့မှကျုပ်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ထအော်လိုက်မိတယ်ဗျကျုပ်လန့်ပြီးတော့အော်နေတော့မှဘေးနာလီကအငယ်ကောင်ကလည်းကျုပ်ကိုလှုပ်ပြီးတော့နိုးတယ်ဗျအကိုလက်ဘာဖြစ်နေရလဲဗျအလက်နဲ့ကြားနေအငယ်ကောင်ပြောတော့မှပဲဘေးဘီကိုကြည့်လိုက်မိတယ်မိုးတော်မှလင်းနေပြီဗျအမေတော်မှအောက်မှာတကွက်ကွက်နဲ့ကိုရှက်ပြုံနေပြီပေါ့ဗျကျုပ်တကူလုံးမှလည်းရွှေစီတွေပြန်လို့ဗျဒါဆိုရင်တော့ခုနကခွေးကြီးကအိမ်မက်မက်နေရပဲဖြစ်မယ်ဗျအိမ်မက်မို့လို့တော်သေးတာပေါ့ဗျအပြင်မှာဆိုရင်တော့ကျုပ်ကြောက်ချီးပါပြီးတေးသွားနိုင်တယ်ဗျအဖေတို့ကလည်းမနဲ့စာစားဖို့အတွက်စပွဲကုံမှာနေရာတွေယူပြီးတော့ရှိနေကြပြီဗျကျုပ်ပဲဂျာကင်ကြီးဝတ်ပြီးတော့မျက်နာသွားတစ်စပွဲကုံမှာထိုင်ချလိုက်တယ်အဖေကအကိုကြီးကိုကြည့်ပြီးတော့ကြီးကောင်မင်းကိုလည်းငါမပြောချင်တော့ဘူးနော်မပြောချင်လည်းမပြောပါနဲ့ဖေဟာမပြောချင်ဘူးဆိုတာပြောချင်တဲ့စကားလမ်းကြောင်းခင်းနေတာကွာမင်းအခုတလောဖဲကြည့်ပဲတိတ်ရိုက်နေပါလားကွာပေတော်ရွာကတာဆောင်ကြီးရဲ့အာတုဘကလည်းအခုထိကိုမပြီးသေးတာလားတာဆောင်ရဲ့အာတုဘမဟုတ်ဘူးဖေရအခုကလည်းအာတုဘနောက်တစ်ခုဖြစ်တာဗျတာဆောင်ကိုရက်လေပြီးတာတော့မှတပတ်မပြည့်သေးဘူးမဟုတ်လားကွာဟုတ်တယ်ဖေရဒီကတေတဲ့လူဟာကျုပ်တို့လည်းတိတ်မရင်းနှီးဘူးဗျအဖေကိုပြောနေလဲတိမှာမဟုတ်ပါဘူးဗျနေပါအောင်ကွာဒီလူကဘလို့ဖြစ်လို့တေးတာလဲသူလဲသူများတက်လို့တေးတယ်လို့ပြောတာပဲကြောက်စရာကြီးပါလားကွာတာဆောင်တေတော့ကလည်းသူများတက်တာပဲမဟုတ်လားကွာပေတော်ရွာမှာဘာတွေဖြစ်နေတာပါလဲသူဟာသူပဲဘာဖြစ်ဖြစ်ဗျာအာတုဘရှိတော့ဖဲဝိုင်းရှိတယ်ဖဲဝိုင်းရှိတော့ကျုပ်ပြောရတာဗောဗျာဒါပဲမဟုတ်လားဗျာမင်းလဲကြည့်လို့နော်ကြီးကောင်ပြောတာလဲကြည့်ချက်ပြောညာတကောင်ကြီးတရွာနဲ့တရွာကူးနေတာစိတ်ချရတာမဟုတ်ဘူးကွာကျုပ်တယောက်တည်းမဟုတ်ပါဘူးဖေရကိုမြင့်ရောသူ့ရဲ့ရောက်ဖကိုချေကြီးပြင်ရွာသား3-4-5ယောက်လောက်ပါသေးတယ်ဖေရမင်းကတော့ပြောရခက်သားပဲကြီးကောင်ရဖဲနိုင်တော့ကတော့ပြုံးထားအောင်ပေါ့ကွာရှုံးတော့မှငိုပြမနေနဲ့ဒီကငါရွှေမပွဲကြမ်းလို့ကတော့ငါမင်းဘက်ကနေဝင်မပါတော့ဘူးကွအဖေပြောလိုက်တော့အကိုကြီးကလည်းဇက်လေးပူသွားတယ်ဗျအမေပြင်ပေးထားတဲ့ထမင်းကိုကျုပ်တို့တွေပိုက်စာစာနဲ့စားလိုက်ကြတယ်ဆိုပါတော့ဗျအမေကကျုပ်ကိုကြည့်ပြီးတော့အလက်ကောင်ရင်နင်းဟာလေဓာကြီးကိုချွတ်လိုက်ပါဦးဟဲ့ဒီလောက်အေးတာမှမဟုတ်သေးပဲနဲ့အေးလို့ဝေထားတာမဟုတ်ဘူးမေရဒါစတိုင်းဗျစတိုင်းဘာလဲဟာစတိုင်းစတိုင်းဆိုတာကခစ်စကားရမေရပုံစံကြတယ်တားနာတယ်လို့ပြောချင်တာမေရအမေတို့ဒါတွေကိုမမီတော့ပါဘူးဗျာစတိုင်တွေမလိုက်နေလုံးမနေနဲ့စားပြီးရင်တော့ຢာထဲကိုဆင်းပေးအောင်နင်တို့ပြစ်ထားတဲ့ຢာတွေထဲမှာပေါင်းပင်နေကြီးပဲပွားထားနေပြီဟဲ့တကယ်တော့ຢာကင်းတွေကဆင်းဖြစ်တယ်ဗျအလုတ်တာမလုတ်ဖြစ်တာအကိုကြီးကပေတော်ရွာကနာရီဖဲဝိုင်းမှာဖဲသွားရိုက်နေတာ4-5ရက်လောက်ရှိနေပြီဗျဒါကြောင့်မလို့ຢာကင်းရောက်ရင်ဘာမှမလုပ်ဖဲနဲ့တနေကုန်အိတ်နေတတ်တာမကြီးတည်ရင်တော့လေပြဿနာတက်မှာဗျညီကိုချင်းနေဆိုတော့လေဒီလိုပဲဖုံးပြီးပေးထားရတာပေါ့မကြီးကလည်းတိကျင်လဲတိမှာပေါ့ဗျာပြဿနာမဖြစ်ရှင်လို့မပြောတာနေမှာပါຢာထဲဆင်းမယ်ဆိုပြီးတော့တောင်းကိုဆွဲပြီးတော့တ
ရင်နေစွဲနေတော့မှာပဲကာလာသားကောင်ကိုမြင့်တယောက်ရှန်ထဲကိုရောက်လာပါလေရောဗျဒီတကအမောတကောနဲ့လာတယ်ဆိုပေမဲ့လည်းမျက်နှာကလည်းပြုံးလို့ရှင်လို့ဗျတကြီးရေဖဲဝိုင်းဟုတ်ပါဘူးနာရေးပြိုအဖေကလည်းမျက်မှောင်ကျုံလိုက်ပြီးတော့ရွာထဲမနာမကျန်းရှိတဲ့လူမရှိပါဘူးဘသူသေးတာတော့ကွကျတို့ရွာကမဟုတ်ဘူးတကြီးရဲ့ပေတော်ရွာကသေးတာဗျသေးပြန်ပြီလားဘသူတဲ့လေတကြီးတို့မျိုးလေငတ်တော်ဆိုလားအရက်ပူပူနဲ့ဂင်းတိုတိုနဲ့အဲ့ဒီကောင်လေးငတ်တော်သေးပြီဟုတ်လားကွာဒီကောင်ကတန်တန်မာမာကြီးပါယောဂါတွေဘာတွေလဲရှိတယ်လို့လည်းမကြားဘူးပါဘူးဟိုတလောကတော့မှငါ့ကိုလာကြော့သားသေးတယ်လေကွာ तू ကဘလို့ဖြစ်ပြီးသေးတာလေကိုမြင့်ကဘေဘီကိုကြည့်လိုက်ရင်းကနေသူများတက်တယ်လို့ပြောတာပဲဗျဟာလောက်ပြန်ပြီသူများတက်တာနေစမ်းပါအောင်ဘသူတွေကလာတက်သွားပြန်တာလေအဲ့အောင်လည်းမသိဘူးဗျတေတာကတော့ဒီမနေ့စက်တွန်ချိန်လောက်မှာပဲတေသွားတယ်ဆိုပဲဗျဒီအမှုကိုပေတော်ရွာတကြီးတို့ကလည်းတူတူတိတ်တိတ်နဲ့ကင်တွယ်နေကြတယ်ဗျဘာကြောင့်ဖြစ်တယ်ဘလို့ဖြစ်တယ်ဆိုတာကတော့ကျတို့လည်းမသိဘူးဗျအဖေကမျက်မှောင်ကျုံလိုက်ပြီးတော့ထူးတော့လဲထူးနေပြီကွဒီတိုင်းလာဆိုရင်ပေတော်ရွာမှာသူများတက်လို့တေတာကြည့်ပဲ3ယောက်စက်တိုက်ကိုရှိနေပြီပေါ့ကွာဟိုရက်ပိုင်းကတော့တာဆောင်အသက်ခံရတယ်ပြီးတော့ဟိုနေ့ကဘသူဆိုမျိုးကိုဆိုလားပဲတယောက်ဗျအဲ့ဒီမျိုးကိုသေးတယ်အခုကြတော့ငတ်တော်အသက်ခံရတယ်ဆိုတော့ထူတော့လဲထူးနေတာပဲကွာဘိုးအောင်တို့ရဲတွေဘာတွေမခေါ်ကြဘူးလားဘိုးအောင်ဆိုတာပေတော်ရွာတကြီးဗျအသက်ကြီးနေလို့ဘိုးတက်ခေါ်ကြတာဗျဒါတော့လဲကျုပ်လည်းမသိဘူးတကြီးဟာသူတို့ရွာကိစ္စသူတို့ပဲရှင်းမှာပေါ့ဗျမင်းတို့လည်းနာရေးဖြစ်ဖဲဝိုင်းရရမယ်ဆိုပြီးတော့ပြောမနေတော့နဲ့အိမ်ရှိပူရင်အိမ်နောက်မချမ်းသာဘူးကွတစ်ဖက်ရွာကလူသေးမှုတွေဖြစ်နေတဲ့အချိန်မှာငါတို့ရွာရဲ့လုံခြုံရေးကိုလည်းပို့ပြီးတော့ဂရုစိုက်ရမယ်။ဒါမြင်မရကာလာသားတွေကိုတက်လန့်ထားလိုက်။ရွာတွေကလူတွေကိုတတိထားပြီးတော့နေကြဖို့အတွက်မှားထားလိုက်ကြားလား။ကိုမြင့်ကလည်းအဖေကိုရုပ်ရှင်တွေကရဲတွေလိုအလေးပြုသလိုအလေးပြုပြီးတော့ထွက်သွားတယ်ဗျ။အဖေကကျုပ်ဘက်ကိုလှည့်ပြီးတော့အမျိုးတွေကဖြစ်တာဆိုတော့လည်းမသွားလို့မကောင်းဘူးကွ။ရွာမှာလုံခြုံရေးကိစ္စတွေကိုစီစဉ်ကြရှိတာကြီးစီစဉ်ပြီးရင်တော့ညနေပေတော်ရွာဘက်ကိုကူအောင်ပါပဲ။လက်ကောင်ကြီးညနေမင်းငါနဲ့လိုက်ခဲ့ရမယ်။အကိုကြီးကလည်းအရှိအရင်တက်လာပြီးတော့အဖေကျုပ်လဲလိုက်မယ်လေဗျာ။ငါမရှိတော့အိမ်မှာယောက်ျားသားတစ်ယောက်လောက်ရှိပါအဆင်ပြေမှာကွာ။အကြီးကောင်မင်းကအိမ်ဆောင်ပြီးတော့နေခဲ့ဟုတ်ပြီလား။အကိုကြီးကခေါင်းကိုမငိမ့်ကျင်ရင်ကျင်နဲ့ငိမ့်လိုက်ရတော့တယ်ဗျ။ကျုပ်ကလည်းအဖေမှာတဲ့အတိုင်းပဲအရက်ထဲကဆွေမျိုးတွေကိုအိမ်လှည့်ပြီးတော့ပေတော်ရွာမှာလုံသက်မှုဖြစ်နေတဲ့အကြောင်းတွေရွာတွေကလူတွေလည်းတတိထားကြဖို့ညာရင်ညတာကိစ္စရှိရင်တယောက်တည်းမသွားဘဲနဲ့အဖော်အသင်းတွေနဲ့သွားကြဖို့အတွက်လိုက်ပြီးတော့နှိုးစော်တာဟောဗျာဒီလိုနဲ့ဥပဒါအိမ်ကြီးကိုလည်းရောက်လာပါရောဗျဟာအလက်ကောင်နေကင်းကြောင်တော့အနှွေးတွေဝှေ့လို့ပါလားကွာဘာလဲနေမကောင်းလားကောင်းပါလေဥပဒါရဒါစတိုင်းဗျစတိုင်းဩဒါနဲ့ဥပဒါကြီးကြားပြီးပြီလားကွာပေတော်ရွာမှာသူများတွေအသက်ခံနေရလို့တေးတာ3ယောက်တောင်ရှိပြီဗျဘယ်သူတွေတက်တာလဲကွာအဲ့လိုလည်းမသိဘူးဗျအခုနောက်ဆုံးအသက်ခံရတဲ့လူကကျုပ်တို့အမျိုးငတ်တော်ဆိုတဲ့လူဗျကျုပ်တို့ဆိုရင်လည်းဗျာညီကိုဝမ်းကွဲလောက်တော်တယ်လို့ပြောရမယ်ထင်တယ်ဗျအဖေရဲ့ဖေးအေးတူမအေးခွင်းညီကနေပြီးတော့မွေးတယ်တားလေဗျာအမျိုးရင်းတော့လည်းမသွားလို့မဖြစ်ဘူးပြုတ်ညနေကျရင်တော့ပေတော်ရွာဘက်ကိုလှဲနေသွားပြီးတော့တည်င်းလေးသွားမေးအောင်မေညာရင်းချင်းပြန်လဲပြန်ပါပဲဗျမောင်ရင်လည်းနောက်တနေ့မှပြန်လာမှာပေါ့ဥပဒါလည်းမျက်လုံးတွေအယောင်လက်သွားတယ်ဗျမင်းတို့လဲမှာလူတရဆောင်တော့ပိုသေးလားကွာဘာလဲဥပဒါလိုက်မလို့လားကွာငါလဲပေတော်ရွာကိုသွားဖို့လေရှိတယ်ကွာမင်းတို့လဲနေနေရလွတ်တယ်ဆိုရင်တော့လေငါလိုက်ရှင်တယ်ကွာလိုက်ရှင်လိုက်ပေါ့ဗျာလဲကနေရလွတ်ပါတယ်ဗျလောလောဆယ်ကျုပ်အဖေရဲ့ကျုပ်ရဲ့နှစ်ယောက်ပဲသွားမှာဗျဥပါသာပါတော့လေအဖော်တော်ရသေးတယ်ဒါဆိုတော့ကွာတကြီးကိုသာပြောပြလိုက်တော့ကွာညနေကျရင်တော့ငါမင်းတို့ကိုပေတော်ရွာဘက်ကိုထွက်တဲ့လမ်းကနေစောင့်မိနေမယ်ကွာဟုတ်ပြီလားဥပါသာလိုက်မယ်ဆိုတော့ပို့ပြီးတော့အားရှိသွားတယ်ဗျဒါနဲ့အိမ်ကိုအမြန်ပြေးသွားလိုက်တယ်အိမ်ရောက်တော့အဖေကစာရွက်စာတမ်းတွေနဲ့လှုပ်ရှုပ်နေတယ်ဗျဥပါသာလိုက်မယ်ပြောတော့အဖေကခေါင်းငိန်ချတယ်ဗျအဖေပုံစံကြည့်ရတာအလုတ်များနေတဲ့ပုံနဲ့ကျုပ်ကလည်းဘာမှလည်းမပြောတော့ဘူးဗျဒီချိန်ရှောင်းဝိုင်းတွေကလူ2ယောက်ရောက်လာတယ်ဗျဖြိုးဥပမောင်တကြီးဥပမောင်အဖေကလည်းအဲ့ဒီလူ2ယောက်ကိုကြည့်ပြီးတော့ပြုံးသွားတယ်ဗျဟာမြိုင်သာရဲစခန်းကရဲအုပ်မောင်သိန်းဦးနဲ့ဆရာဘိုဘိုတို့ပါလားဗျကြွပါဒီလူတွေကရဲတွေသာပြောပါတယ်ဗျဝတ်ထားစားထားတာအရက်သားအဝတ်စားတွေကြီးပဲဗျမသိရင်တော့ရဲလူတော်ထင်စရာမရှိဘူးအဖေကလည်းအမှုကင်းကိစ္စတိုင်းဖြစ်တိုင်းမှာမြိုင်သာရဲစခန်းကိုလည်းအဝင်အထွက်အဆက်အသွယ်တွေရှိလို့ဒီလူတွေကရဲမှန်းသိနေတာဗျအဲ့လူ2ယောက်ကခုံတန်းမှာထိုင်လိုက်တယ်ဗျဘယ်ကနေဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာလဲဗျပေတော်ရောက်မှာလူသွက်မှုတွေဖြစ်နေတဲ့တဲ့တင်းကိုတကြီးဥပမောင်ကြားမိတယ်မဟုတ်လားအဖေကလည်းခေါင်းငိန်ကနေကြားမိပါတယ်ဗျာမနေညာအသက်ခံလိုက်ရလူကကျုပ်တူဗျဒါနဲ့ရဲအုပ်တို့ဒီကိုလာကြတာဒီအမှုကြောင့်လည်းဖြစ်မယ်ထင်နေဗျဘလို့ဗျမနေ့ကထပ်ပြီးတော့အသက်ခံရပြန်နေလား
ကြည့်ရတာရဲအုပ်တို့ကဒီအကြောင်းတွေမသိဘူးထင်နေဗျကျုပ်တို့ကအမှုတစ်ခုကြားလို့စုံစမ်းမယ်ဆိုပြီးလာတာဒီရောက်တော့နောက်တစ်မှုပါတိုးနေပြီလားဗျဒီတိုင်းသာဆိုရင်တော့လေလူသက်တရက်ခန့်ဟာမလွယ်ဘူးပြို့အဲ့လိုပဲပြောရတော့မယ်ထင်နေဗျဒါနဲ့ရဲအုပ်တို့ပေတော်ရွာကိုရောက်ခဲ့ပြီးပြီလားဗျဘယ်ရောက်အောင်မလို့တကြီးရဲ့မြိုင်သာကနေပြီးတော့ပေတော်ရွာကိုသွားမယ်ဆိုရင်ဇီးကုန်းရွာကိုအရင်ဆုံးရောက်တယ်မဟုတ်လားဗျရောက်တုံးရောက်ခိုင်လေတကြီးနဲ့လေတွေ့ရအောင်ရင်ပြီးတော့လူတက်မှုကိစ္စအကြောင်းတွေကိုလေတကြီးများတဲလွန်စားတစ်ခုရမလားဆိုပြီးတော့ဝင်လာခဲ့တာဒါပြီးမှပဲသွားမှာဗျဒါဆိုရင်လေဟန်ကြတယ်ဗျဒီညက်နေပဲကျုပ်တို့ပေတော်ရွာကိုသွားပြီးတော့ကျုပ်တို့နိုင်ရဲ့အတွက်သွားပြီးတော့မေးရမန်းရအောင်မဲဗျရဲအုပ်တို့နေ့လေစာကိုဒီမှာပဲစားပြီးတော့ညနေကြမှာကျုပ်နဲ့တူတူလိုက်ခဲ့ပေါ့ဗျမကောင်းဘူးလားကောင်းတာပေါ့ဗျဒါနဲ့တကြီးတစ်ခါပြောဘူးတယ်နော်ဇီးကုန်းရွာကိုရောက်ရင်ကျုပ်တို့ကိုအပီဧည့်ခံမယ်ဆိုတာလေရဲတက်ချက်ကိုဘိုဘိုကပြုံးဖြီးဖြီးနဲ့ထပြောတယ်ဗျရဲအုပ်ကကိုဘိုဘိုကိုကြည့်ပြီးတော့ကိုဘိုဘိုကျုပ်တို့ဒီကိုလာတာမှုကိစ္စစုံစမ်းမှုအတွက်လာတာနော်ခမညာတတိလေးပါလေးထားအောင်ညတီးပါတယ်ဗျာကျုပ်ကလည်းတကြီးဥပမောင်ခင်းလို့တမင်စားလာပါဗျကျုပ်စကားကျုပ်တီးပါတယ်ဗျာနေလေစာကိုအကောင်းဆုံးဖြစ်အောင်ရှယ်ကျွေးပါမယ်ဗျဒါနဲ့ရဲအုပ်တို့ဒီကိုလာတာဘာဖြစ်လို့မာဖီနဲ့လာကြတာလဲဗျမာဖီဆိုတာအရက်ဝတ်ကိုခေါ်တာဗျရဲအုပ်ကလည်းဘေဘီကိုကြည့်လိုက်ပြီးတော့တကြီးဥပမောင်ကျုပ်ကိုမောင်သိန်းဥပဲခေါ်ပါဗျရဲအုပ်လို့မခေါ်ပါနဲ့အရက်ဝတ်နဲ့လာတယ်ဆိုတာကလည်းလူမသိအောင်လို့လာတာဗျဒီလူသက်သမားဟာလူတွေစက်တိုက်တက်နေပုံထောက်ရင်တော့ဒီရွာထဲမှာပဲရှိနေနိုင်တယ်ဗျရွာသားတွေကြားထဲမှာပဲတွာလာနေနိုင်တယ်မဟုတ်ဘူးလားဗျကျုပ်တို့အရက်ဝတ်နဲ့လာတာကလည်းဒီလူသက်သမားမရိပ်စားမိခင်စုံစမ်းဖော်ထုတ်နိုင်အောင်လို့လာရတာဗျရှိုးဝက်ပြီးတော့စုံစမ်းရမယ်ဗျအော်တိပြီဒါမဲ့လည်းရဲအုပ်တို့ကိုရဲအုပ်လို့မခေါ်ဘဲနဲ့နာမည်ပဲခေါ်ရတော့မခေါ်ရဘူးဖြစ်နေတယ်ဗျခေါ်တာခေါ်စမ်းပါတကြီးရာခမညာကျုပ်တို့ရဲအုပ်လို့တွင်ခေါ်လို့မှတော့လူသက်သမားကြီးကြားပြီးတော့ရွာကနေလစ်ထွက်သွားအောင်မယ်ဒါဆိုရင်လေဗျအားတော့နာပါရဲ့မောင်သိန်းဦးရေအဲ့လိုပဲခေါ်တော့မယ်ရဲအုပ်ရဲ့ဟုတ်ပါအောင်မောင်သိန်းဦးရေဟိုဘက်ကမောင်ဘူပေါ့နော်အဖေကလည်းကျုပ်ဘက်ကိုလှည့်ပြီးတော့ကဲလက်ကောင်ကြီးဦးတရုပ်ကြီးစီသွားကွာရသမျှဟင်းတွေအကုန်သာဆွဲလာခဲ့ရှင်သာတော့နောက်မှရှင်းမယ်လို့ပြောဟုတ်ပြီလားကိုဘူကအဖေကိုကြည့်ပြီးတော့လက်ကိုဖန်ကွက်မော့တလူနဲ့လှုပ်ပြတယ်ဗျအဖေကလည်းကောင်းညင်ပြီးတော့အတောက်ပါယူလာခဲ့လက်ကောင်ကြီးသွားတော့အဖေခိုင်းတာနဲ့ကျုပ်ဦးတရုပ်ကြီးဆိုင်ကိုပြေးလာခဲ့လိုက်တယ်ဗျဦးတရုပ်ကြီးစီကဟင်း3-4မျိုးရဲ့အိမ်မှာရှိတဲ့ထမင်းဟင်းတွေရေကိုရှာကျွေးတာပေါ့ဗျအိမ်ကျက်တကောင်ကိုလည်းဖမ်းပြီးတော့ကြော်ရသေးတယ်ဗျဟိုလူတွေကလည်းတနေကုန်ထမင်းငတ်လာတဲ့ပုံပဲဗျစားလိုက်ကြတာများဗျမြင်မကောင်းဘူးဒီရဲနှစ်ယောက်ကရဲအုပ်မောင်သိန်းဦးကအသက်ငယ်ငယ်ဗျကျုပ်စိတ်တင်30ကျော်လောက်ပဲရှိမယ်ထင်တယ်ရဲတက်ချက်ကိုဘူကတော့40ကျော်လောက်ပေါ့ဗျကိုသိန်းဦးကလည်းလေးနဲ့စဉ်းစားတွေးခေါ်တတ်တဲ့ပုံစံမျိုးတော့ပေါ်တယ်ဗျသူကြည့်ရတာလေးနဲ့ပြီးတော့ပြတ်သားတဲ့ပုံပဲတခုခုကိုအချိန်ပြည့်စဉ်းစားနေတဲ့ပုံစံပဲဒါပေမဲ့လည်းကိုဘူကြတော့လေသူနဲ့ပြောင်းပြန်ခက်ပြောခက်ရွှင်ရွှင်ပဲနေတတ်တဲ့လူဗျအခုလဲကြည့်လေကိုသိန်းဦးကအရက်တစ်ခွက်မှမတောက်ပေမဲ့ကိုဘူကတော့ဦးတရုပ်ကြီးထုတ်ပေးလိုက်တဲ့ BE ရက်ကိုတကောကွက်နေကိုတောက်နေတာပလင်းတစ်ဝက်လောက်ကိုကျိုးနေပြီဗျကြာတော့လေကိုတင်းဦးတော်မှမျက်မြင်ကတ်လာပြီထင်တယ်ဗျကိုဘူခမရတတိလေးပါလေးထားအောင်နော်အခုစုံစမ်းဖို့လာတာဗျယူနီဖောင်းမဝတ်ထားပြီမဲ့လေဒါအလုတ်ချိန်ပဲနော်တိပါတယ်မောင်သိန်းဦးရကျုပ်ကလည်းတလုံးလောက်ဝင်းမလေးခက်ထွေထွေလေးနဲ့နေသားထိုင်တာရှိတာဗျပြီးတော့ကျုပ်တို့အခုပေတော်ရွာကိုရောက်သေးတာမှမဟုတ်ပဲဗျအလုတ်ဆိုတာကြီးပဲအချိန်ပြည့်ကောင်းထဲမှာထည့်ထားရင်တော့စိတ်ပင်ပန်းပါတယ်လေဗျာခမရတော့တကယ်လူပဲဗျကျုပ်ခမရကိုခေါ်လာမိတာမှားပြီထင်နေမမှားပါဘူးမောင်သိန်းဦးရဒီမှာကျုပ်ကခမရထက်လုတ်သက်အများကြီးရင်းနေပါပြီဗျခမရစာတွေးသမားစာမွေးတွေဖြည့်ပြီးတော့ယာဒူးတက်လာတဲ့လူကျုပ်ကတော့ဒီစိတ်ညစ်စရာအမှုခင်းတွေကြားမှာပဲနှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးသားပါဗျဒီလိုမှစိတ်တွေကိုမဖြေရင်တော့အခုလောက်ဆိုရင်တရားကလေးကအယူထောင်ထဲကိုတော့ရောက်နေလောက်ပြီးကြာပေါ့ဗျာကိုသိန်းဦးကတော့ဘာမှဆက်မပြောတော့ဘူးဗျကိုဘိုဘိုကိုလွတ်ထားလိုက်ပုံရတယ်ဗျစားတောက်ပြီးတော့လေနေတော့မှတော်တော်ကိုစောင်းပြီးကိုဘိုကတော့အရက်တလုံးနဲ့တပိုင်းတိတိကိုဝင်သွားပြီးတော့လူကခတ်ထွေဖြစ်သွားပြီအဖေကလည်းအိမ်ထဲကိုဝင်လိုက်ထွက်လိုက်နဲ့အလုတ်ရှုံနေတဲ့ပုံပဲဗျကျုပ်ကလည်းနေပူလန်းထားတဲ့ဂျာကင်ကြီးကိုယူဝစ်လိုက်တယ်ဗျအမှန်တော့လေဒီနေ့ဂျာကင်ကြီးကိုရှော်မလို့ဗျသွားဖို့လာဖို့ရှိတယ်ဆိုတော့လည်းမလျှော်တော့တာညနေ9 နာရီလောက်မှလဲကောက်ပြီးတော့အိမ်ဘက်ကိုထွက်လာခဲ့တယ်အဖေကလည်းမထွက်ခင်မှာကိုကြီးကိုတွတ်နဲ့မှားနေချတယ်ဗျဟိုဘက်ရွာကလူတက်မှုဇက်တိုက်ဖြစ်နေတာဆိုတော့ကျုပ်တို့ရွာလဲစိတ်လည်းမအေးရဘူးပေါ့ဗျကာလာသားကောင်းကိုမျိုးနဲ့ကာလာသားတွေကိုလည်းမှားကြားနေသေးတယ်ဗျကျုပ်ကတော့လဲလိုရမယ်ရအဖေရဲ့လက်ဆွဲတော်ဓာတ်ယူပြီးတော့လှဲဦးမှာတင်ထားခဲ့လိုက်တယ်လဲကိုကျုပ်ကမောင်းနေဘေးမှာအဖေထိုင်နေအနောက်ကနေပြီးတော့ခေါင်းငိုက်စိုက်ကြနေတဲ့ကိုဘိုဘိုနဲ့ကိုသိန်းဦးတို့အတူတူထိုင်လာခဲ့တယ်ဗျ
လဲရင်အားကြီးတော့လေကြကြဝန်းချောင်ချောင်ချီချီဗျရွာအထက်လမ်းကိုရောက်တော့မှတစ်ပင်အောက်မှာထိုင်နေတဲ့ဥပဒါကလှဲစီကိုပြေးလာတယ်ဗျနောက်ကျလိုက်တာအလက်ကောင်ရငါကဒီချက်စောမယ်ထင်နေတာကွာဟုတ်တာဥပဒါကြီးကိုလိုက်မယ်ဆိုတာကိုမေ့နေတာဗျကဲတက်ဗျဥပဒါကြီးကရဲနေရကိုအตาကြည့်လိုက်ပြီးတော့အနောက်ကနေတက်လိုက်တယ်ဗျဒီလိုနဲ့ကျတို့တွေခီးဆက်ခဲ့တာဟုတ်ဗျလဲကလည်းတကြီးကြီးနဲ့မောင်းနေပြီမဲ့အားလုံးကလည်းကိုတွင်းနဲ့ကိုစိတ်ကူးပြီးတော့လိုက်လာခဲ့ကြတယ်ဆိုတော့တိတ်ဆိတ်ငြိမ်သက်နေတယ်ဗျစောင်းနှင်းဆိုတော့လေနေတာတိုးတယ်မဟုတ်ဘူးလားဗျရွာကနေထွက်ပြီးတော့နိုင်ဝက်လောက်ကြာမှာပဲနေကဝင်းချင်းချင်းဖြစ်နေပြီဗျကျုပ်ကလည်းဒီလိုမျိုးတိတ်ဆိတ်ကြီးဆိုရင်လဲတာမမောင်းတက်တာအမှန်ပဲဗျတနိုင်နေရလောက်ကြာပြီးတော့သွားတယ်ခကြီးကိုပါဇက်ပိတ်ပြီးတော့ထိုင်လိုက်ရတာပြင်းစရာကြီးပါဗျအရင်တော့ကဆိုရင်တော့လေတချင်းလေးအော်ဆိုမိမှာဗျအခုကရဲတွေလည်းပါတယ်ဆိုတော့သူတို့လည်းရှိန်နေတာလည်းပါတယ်ဗျအဖေကစကားစပြောတယ်ဗျဒါနဲ့မောင်သိန်းဦးတို့ဒီလူတက်မှုအတွက်ဘာသဲလွန်စားတွေများရရှိထားတယ်လေကွာမောင်သိန်းဦးကဥပဒါကိုမယုံသလိုနဲ့ကြည်တယ်ဗျအဖေကလက်ကပြိုင်းနေဥပဒါကယုံရပါတယ်ဗျရဲကြီးရွာကြီးတွေမှာလည်းတက်တက်ကြွကြွနဲ့ပါဝင်လောက်ကင်နေတဲ့သူပါအရင်ကလည်းအမှုခင်းဖြစ်ရင်တက်တေတွေဘာတွေလဲလိုက်ခဲ့မှုပါတယ်အဖေပြောလိုက်တော့မှကိုသိန်းဦးကလည်းယုံကြည်သွားတယ်နဲ့တူပါတယ်ဗျဒီမှုကလည်းစမ်းတော့စမ်းနေဗျကိုသားဆောင်တေဆုံးမှုအတွက်တိုင်ချက်ဖွင့်တဲ့အခါမှာကိုသားဆောင်ကိုလူတက်တာမဟုတ်ဘဲနဲ့တားကောင်တကောင်ကောင်ကလည်းကြိုက်တက်သွားတယ်လို့ပြောတယ်ဗျဒါဆိုရင်လူတက်မှုမဟုတ်ဘူးပေါ့ကံတီကံမတော့လည်းမပြောနိုင်ဘူးဗျတွက်ချက်ရဆိုရင်တော့တားကောင်တကောင်ကောင်ကြိုက်သွားတယ်ဆိုရအောင်လေကိုသားဆောင်ကအိမ်ထဲမှာအိတ်နေရင်းနဲ့တိနေတာဗျသူ့လေပင်တစ်ခုလုံးကလည်းစုပ်ပြက်နေတာကြိုက်ခံထားရတာတားကောင်ကလူတွေနေတဲ့ရွာထဲမှာရှိနေမလားမောင်သိန်းပြောတာလေစဉ်းစားကြပဲဗျဟိုနေ့ကတည်သွားတဲ့မျိုးကိုကတည်ဆုံးမှုကလည်းကိုသားဆောင်တည်ဆုံးတဲ့ပုံစံနဲ့တပုံစံနဲ့တူညီနေတယ်ဗျဒါမဲ့မတူညီတာတခုကတော့မျိုးကိုရဲ့တည်ဆုံးမှုမှာမျက်မြင်သက်တည်တယောက်ကြံခဲ့တယ်အဲ့ဒါသူ့မိန်းမပဲဗျဒါကပုံနီးဆက်သွားတာပေါ့အဲ့ဒီမျက်မြင်သက်တည်ကိုမေးမြန်းကြည့်ပြီးပြီလားဒူရဲ့အုပ်မေးမြန်းချက်အရတက်သွားတာလူမဟုတ်ဘူးခွေးတကောင်နဲ့ခွေးတကူလုံးကလည်းငွေရောင်ဖြူစွတ်နေပြီးတော့နွားပေါက်တကောင်လောက်နီးပါးကိုရှိတယ်ဆိုပဲခွေးအဲ့လောက်ကြီးတဲ့ခွေးရှိပါမလားဗျကျုပ်ကလည်းအဲ့ဒါကိုမယုံသင်္ကာဖြစ်နေတာပဲဗျတကြီးပါမောင်ရပြီးတော့မျိုးကိုရဲ့မိန်းမကလည်းသူ့ယောက်ျားတီတာကိုမြင်ပြီးတော့တဲကြီးပြက်လို့ယူနဲ့နဲ့ဖြစ်သွားတယ်ဗျအယူစကားဆိုတော့လေရုံရခက်ခက်ပေါ့ဗျအဖေပြောတာနားထောင်နေကျုပ်ကလည်းညကအိမ်မက်ထဲမှာတွေ့ခဲ့တဲ့ခွေးကြီးကိုပြန်တတိရသွားတယ်ဗျဟာဟုတ်ပြီဗျအဲ့ဒီခွေးကြီးကိုကျုံညမြင်လိုက်တယ်ဗျတကူလုံးဖြူစွတ်နေပြီးတော့မျက်လုံးတွေကလည်းအဝါကြီးတွေဗျဟေးဟုတ်လားဒါမြကွာငါ့မပြောဘူးကွာမင်းဘယ်မှာမြင်လိုက်တာလဲကွာလက်ကောင်ရအိမ်မက်ထဲမှာဗျကျုပ်ပြောလိုက်တော့အဖေကလည်းကျုပ်စက်ပိုးကိုလက်နဲ့ဖြောင်းနေပဲရိုက်ထက်လိုက်တယ်ဗျအကောင်းမဲ့လို့နားထောင်နေတာမင်းကလည်းဘွေဖောက်လာပြန်ပြီစိန်ကောင်းကြောင်ကောင်းရောင်းနေတာကိုစေးရိုးတယ်ကန့်လန့်နေဆိုတာဒါမျိုးကိုပြောတာနေပါလူကြီးတွေအရေးကြီးတာပြောနေတယ်ကွာလက်ကောင်ရမင်းဝင်မဖောက်နဲ့ကျုပ်ကလည်းဇက်ပိုးလေးလက်နဲ့ပွင့်ရင်းကနေပါဇက်ပိတ်ထားလိုက်ရတယ်ဗျကိုသိန်းကလည်းရွာသားတယောက်ရဲ့အဆိုရတော့သူတို့ရွာနီးနားမှာဝင်းပလေးတကောင်ကြက်စားနေတာကိုတွေ့လိုက်ရတယ်ဆိုပဲဗျဝင်းပလေးဥဒန်တွေလည်းညဘက်ဆိုရင်ကြားရတယ်ဗျဝင်းပလေးဟုတ်လားကျုပ်တို့တွေဒီဒေသမှာနေလာတာဒီတသက်ရှိပါပြီဗျဝင်းပလေးဆိုတာလေတခါမှလည်းမကြားဘူးပါဘူးဟုတ်တယ်ဗျအမှုကလည်းတွေးလေခက်လေပဲဗျဒါကြောင့်မလို့ဒူရဲအုပ်လက်ထဲကနေကျုပ်ကဒီအမှုကိုလွှဲယူပြီးတော့ကိုယ်တိုင်စစ်ဆေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တာအခုလေနောက်တစ်ယောက်တေးပြန်ပြီဗျဒီလူဘာကြောင့်တေးလဲဆိုတာကျုပ်တို့တွေမကြခင်သိရမှာပေါ့ဗျတကယ်လို့ဝင်းပလေးသားဆိုရင်တော့ဘယ်နဲ့လောက်ကြမလဲတစ်ချိန်လုံးကိုးမြုံပြီးတော့လိုက်ပါလာတဲ့ဥပဒါကလည်းကွန်းတွေတစ်ချက်ထွေးလိုက်ပြီးတော့ဝင်းပလေးတော့ဖြစ်မယ်မထင်ဘူးတကြီးကကျုပ်ဝင်းပလေးအကြောင်းကိုစာဖတ်ဖူးပါတယ်ဗျဝင်းပလေးဆိုတာကလည်းတကောင်နဲ့လီတတ်တဲ့အမျိုးမဟုတ်ဘူးဗျသူတို့ကအစုအဖွဲ့နဲ့နေတတ်တဲ့အမျိုးဗျကိုသိန်းကလည်းဥပဒါပြောတာကိုကောင်းကြီးထောက်ခံတယ်ပြီးတော့ဝင်းပလေးတွေကလူသားတော့စားချင်တယ်စားနိုင်တယ်ဆိုပေမဲ့လည်းကြားတွေချက်တစ်တီလို့တော့လူသားတွေကိုတီးတန့်ရံမှုပြီးတော့စားတဲ့အကောင်တော့မဟုတ်ဘူးပြောချင်တာကတော့ဗျာဘိုက်ရမ်းစားနေရင်သာလူကိုလမ်းကြုံရင်ဖမ်းစားရင်ဖမ်းစားမယ်ဒါပေမဲ့လေလူတွေကိုတကောင်ပြီးတော့တကောက်တက်ဖြတ်စားတောက်ရမယ်တတော်ဝါတွေမဟုတ်ဘူးဗျအခုထပ်ပြောရရင်ဝင်းပလေးတွေဟာအေးပိုင်းဒေသတွေမှာပဲအနေများတယ်ဗျဗမာပြည်မြောက်ပိုင်းကချင်ပြည်နယ်ရေခဲတောင်ဒေသတွေရှမ်းပြည်နယ်လိုမျိုးတောင်ကုန်းတူတက်တဲ့ဒေသတွေမှာနေတာမျိုးတွေပေါ့အခုလိုမျိုးပူပြင်း၆တွေ့တဲ့အညာဒေသမှာတကောင်နဲ့လာတယ်ဆိုတာကတော့ဖြစ်ကိုမဖြစ်နိုင်ဘူးဗျဒါဆိုရင်ဥပဒါဘလို့ထင်လဲဗျလူတယောက်ယောက်ကလိုက်တက်ပြီးတော့ဝင်းပလွေပါလို့လူတွေထင်အောင်လုပ်နေတယ်ဆိုရင်ရောဥပဒါပြောတာကိုသိန်းဦးကလည်းလက်ဖြောက်တစ်ချက်တီးလိုက်တယ်ဗျဟုတ်တယ်ဒီကဘာကြီးပြောတာမှန်တယ်ဗျကျုပ်လည်းဒီလိုပဲတွေးမိတာ
ခုနကပြောတာပဲစဉ်းစားကြည့်ဗျဝင်ပလွေမရှိတဲ့အရက်ဒေသမှာနေတဲ့လူကဝင်ပလွေမှန်းဘယ်လိုလုပ်သိလဲပြီးတော့ဝင်ပလွေတော်မှမမြင်ဘူးတဲ့လူတွေကဒီတန်ရာတွေဟာဝင်ပလွေကြိုက်လို့ရတဲ့တန်ရာတွေပါဆိုတာဘယ်လိုလုပ်ပြီးတော့တက်အပ်ပြောနိုင်တာလဲမဟုတ်ဘူးလားဗျကျုပ်စိတ်ထင်တော့လေဒီနောက်ွယ်မှာအကြောင်းတစ်ခုတော့ရှိရမယ်ဗျကိုသိန်းဦးစကားကိုကျုပ်ကကောင်းကြီးလိုက်တယ်ဗျဒါနဲ့ပဲမောင်းလာရင်းကနေတော်တန်လေးတစ်ခုကိုဖျက်လာခဲ့တာပေါ့ဗျနေဝင်သွားပြီလို့မို့ပတ်ဝန်းကျင်ကလည်းတတော့မှောင်နေပြီဗျတော်တန်ကလေးထဲမှာကလည်းတစ်ပင်တွေခတ်အုပ်နေဆိုတော့လေပို့ပြီးတော့မှောင်လာတာပေါ့ဗျလှဲလန်းကြီးကလည်းဖြူးနေတာပဲဗျအခက်အခဲမရှိဘူးသွားလာနိုင်တယ်တော်တန်ကိုဖျက်သွားတော့မှပဲကျုပ်တို့တွေခွေးဥတန်ကြီးကိုကြားလိုက်ရတယ်ဗျခွေးဥတန်တွေဆိုမဲ့လေခွေးတန်တွေမတူဘူးဗျဒီတန်တွေကကျုပ်ညတုန်းကအိမ်မက်ထင်းမှာကြားလိုက်ရတဲ့ခွေးဥတန်ကြီးဗျဥတန်ကြားတော့ကျုပ်တို့တွေတယောက်ပြန်တာတယောက်ကြည့်ပြီးတော့ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တယ်ဥတန်ပျောက်ပြီးတဲ့နောက်မှာတော့လဲဆွဲတဲ့နွားတွေကလည်းတပူးပူးနဲ့ကိုရုံးကန်လာတယ်ဗျကျုပ်ကတော့လည်းဒီနွားတွေအပားခုကျင်လို့နေမားဆိုပြီးတော့ကြိမ်နဲ့ရိုက်ပြီးမောင်းတာပေါ့နွားတွေကကြိမ်လုံးကိုကြောက်လို့သာဆက်ပြီးသွားနေရတာတော်မူမမှန်ဘူးဗျပြီးတော့ရှုံတိုးတန်တစ်ချက်ချက်လေးကြားရတယ်ရှုံတိုးတန်နေရာကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဘေဘီဘက်ကတစ်ပင်နေကြားတဲ့ကဖြူဖြူအကောင်တစ်ကောင်ကလွှားကနေခုန်ထွက်သွားလိရောဗျကျုံမျက်လုံးတောင်းကနေဖြူဖြူကြီးတစ်ခုကဖြတ်ကနေမြင်လိုက်ရတယ်ပြီးတာနဲ့ကျုပ်ရဲ့ကြောကုန်းကိုလူတစ်ယောက်ကတွန်းလိုက်တယ်လို့ခံစားရပြီးတော့ကျုပ်ကလည်းခြေကိုကိုင်းသွားတယ်ဗျတေချာပြန်ကြည့်လိုက်တော့လေကျုပ်နောက်မှာဝင်းပလီတစ်ကောင်ဗျညာတွေ့တယ်အကောင်ကြီးပဲဗျဝင်းပလီကြီးကကျုပ်ကိုကိုက်တော့မယ်အလုံးမှာအဖေကငှက်ကြီးတောင်ဓာတ်ကိုရွှင်နေဆွဲပြီးတော့ဝင်းပလီကြီးကိုတခါတည်းပဲပိုင်းခုတ်လိုက်တော့တယ်ဗျအဖေလှုပ်ချတာတော်မြန်နေဗျဝင်းပလီကြီးကလည်းအဖေတက်ကိုမြန်နေနောက်ပြန်ဂျုံးပစ်ပြီးတော့လှဲပေါ်ကနေပြီးတော့လွှာကနေခုန်ချသွားရောဗျအဖေရဲ့ဓာတ်ချက်ကလဲဘေးမှာကာထားတဲ့တိုင်ကိုထိမိသွားပြီးတော့တိုင်ရပါအကွင်းလိုက်ကိုပြတ်သွားတယ်ဗျဝင်းပလီကြီးကတော့ထိလိုက်ပုံမရဘူးဗျလဲပေါ်ကကျသွားတဲ့ဝင်းပလီကြီးကနောက်တစ်ခါလောက်တိုက်ဖို့အတွက်ပြင်းစင်နေတယ်ဒီချိန်ကိုသိန်းဦးကလည်းသူ့လွယ်အိတ်သေးက6လုံးပြူးတက်နက်ကိုဆွဲထုတ်ပြီးတော့ဝင်းပလီကြီးကိုထိုးချိန်မှုပြစ်ဖို့လုပ်တယ်ဗျနှစ်ချက်သက်တိုက်ပြစ်ချထက်လိုက်တာနားစီတွေကွဲထွက်ကုန်ပြီထင်ရတယ်ဗျဝင်းပလီကြီးကိုမထိဘူးထင်ပါတယ်ဗျဟိုကောင်ကြီးကတစ်ပင်ရှုံမနေကြတဲ့ခုံဝင်ပြီးတော့ပြေးထွက်သွားတယ်ကိုသိန်းဦးကလည်းလှဲပေါ်ကနေဆင်းမယ်လို့ရှိသေးတယ်ဗျဥပဒါကလည်းသူ့လက်ကိုဆွဲပြီးတော့တားထားလိုက်တယ်မလုံနဲ့မလိုက်နဲ့တော့တောအုပ်ကသူ့ပိုင်နဲ့ကျုပ်တို့တောအုပ်ထဲကိုမှောင်ကြီးမဲကြီးဝင်ရှသွားရင်တော့သူ့တက်ကွင်းထဲဝင်သွားသလိုဖြစ်လိမ့်မယ်အဖြစ်ပြက်တွေကလည်းစက္ကန့်ပိုင်းလေးအတွင်းမှာဖြစ်ပြက်သွားတာဗျအရက်တကူနဲ့ငိုက်နေတဲ့ကိုဘိုတော်မှအမူးပြေပြီးတော့ကြောင်အံ့နဲ့ဖြစ်နေတယ်အဖေကလည်းကျုပ်ပခုံးကိုပုတ်လို့အလက်ကောင်ကြီးမြင်းသားမောင်းစမ်းကွာဝင်းမလေးကြီးထက်ထွက်လာမှကိုကြောက်လို့နွားတွေကိုကျိတ်နဲ့အတကုံရိုက်ပြီးတော့ပြေးခိုင်းတော့တယ်ဗျနွားတွေကကြောက်လက်လက်နဲ့ပြေးကြရတာဗျကျုပ်တို့ပြင်ဗျပေတော်ရကိုဘယ်လိုရောက်လို့ရောက်မှန်းကိုမသိတော့ပါဘူးဗျဘယ်လိုလဲဥပဒါပြောတော့ဝင်းပလီဟာဒီရက်မှာမရှိဘူးဝင်းပလီတက်တာမဖြစ်နိုင်ဘူးဆိုအခုတော့ကျုပ်ဖြစ်မသေးတာကံကောင်းမျိုးကျုပ်ကလည်းဥပဒါကိုစကနာထိုးလိုက်တယ်ဟုတ်တယ်လေဗျခုနကျုပ်ကြောကုန်းကအနောက်ကလူတယောက်အတင်းတုံးပြီးတော့မထုတ်လိုက်ရင်တော့ကျုပ်ဖြစ်ဗျဝင်းပလီစာဖြစ်သွားတော့မှာဗျတကယ်ဝင်းပလီဖြစ်နေတာကိုကြည့်ရတာဒီဝင်းပလီကတောပြောင်းလာတဲ့ဝင်းပလီပဲဖြစ်ရမယ်ကွာအမလီခုနကတော့မယုံဘူးဆိုအခုတော့လေတောပြောင်းလာတာလေလားဗျကိုသိန်းကလည်းစဉ်းစားနေရင်ဘာပဲဖြစ်ဖြစ်ဝင်းပလွေကသူ့ချီချောင်းကိုကျုပ်တို့ကိုတက်တည်ပြသွားတာပဲဗျတကယ်တော့ဝင်းပလွေလောက်တာမှန်ရင်တော့တက်တော်ဌာနကမုတ်ဆိုးတွေနဲ့ချိတ်ဆက်ပြီးတော့ဝင်းပလွေကိုပြစ်ခိုင်းရမှာပဲဗျကျုပ်တို့ပေတော်ရွာကိုရောက်တော့ည9နာရီကြော်ပြီပေါ့ဗျလူတက်မှုတွေဖြစ်နေတဲ့ပေတော်ရွာကလေးကတိတ်ဆိတ်နေတယ်ဗျတကြီးဥဖို့အောင်ရင်ကိုကျုပ်တို့တွေလှဲနေဝင်လာခဲ့တယ်ကိုသိန်းဦးတို့မြင်တော့ပိုးပြီးတော့အံ့ဩသွားသေးတယ်ဗျဟုတ်ရဲအုပ်ကိုသိန်းဦးတို့ပါလားလာမယ်ဆိုရင်လေဗျကျုပ်ပြောမှာပေါ့ဗျကျုပ်လှဲလွတ်လိုက်မှာပေါ့ဗျမလိုပါဘူးတကြီးဟာကျုပ်တို့ကလူမသိကျင်လို့တမင်ကိုလာခဲ့တာဗျဘာမောင်လေးပါတာဟုတ်ဗျမတော့ကကျုပ်တူမလားကိုဘိုးအောင်ရင်ကိုမျိုးရဲ့နာရေးကိုလာရတာထုံးစံပဲလေဗျဒါနဲ့အခုရွာမှာဘလို့အရှင်ကြီးရှိနေသေးလဲဗျဥပိုးအောင်ကဘေးဘီကိုကြည့်လိုက်လို့အိမ်တကားကိုပြေးပိတ်လိုက်တယ်ဗျရွာလူတွေကတော့အသွားလာမပြတ်ကြဘူးဗျဒီလူတွေတေးတာကိုလေသူများတက်လို့တေးတယ်ဆိုပြီးတော့လေပြောထားတာဟုတ်ဗျသူများတက်လို့တေးတာကိုလူတွေကမကြောက်ကြဘူးလားဗျအခုတေးသွားတဲ့လူတွေကတစ်ချိန်လုံးကစိုးခဲ့မိုက်ခဲ့တဲ့လူကြီးကြီးပဲလေသူတို့တေးတော့လေရန်ကြိုးကြီးတဲ့လူတယောက်ကတက်တာပဲဖြစ်မှာဆိုတာတွေးနေကြတာနေမှာပေါ့ထင်နေဗျဒါကြောင့်မလို့အားလုံးကသူတို့နေမဆိုင်လို့နေကြတာဒီလိုဖြစ်အောင်လေကျုပ်ကသတင်းလွှင့်ထားတာဟုတ်ဗျဝင်းပလီကြိုက်တက်လို့တေးတယ်ဆိုရင်တော့သူတို့တွေကကြောက်လန့်ကုန်ကြမယ်မဟုတ်လားဗျကိုသိန်းဦးကကောင်းငိမ်ပြီးတော့ဘာဖြစ်ဗျကျုပ်ဒီလူတက်မှုနဲ့ပတ်သက်ပြီးတော့တဲလွန်စားတွေလူတက်တွေပစ္စည်းတက်တွေအကုန်လုံးလိုချင်တယ်ဗျအမှုမှန်ပေါ်ဖို့အတွက်လေတကြီးတို့ကပဲကူညီပေးကြပါတက်နိုင်တော့လေကူညီပေးပါမယ်ဗျတကယ်တမ်း
ကျုပ်တို့လိုတာကတော့ရဲတက်သားတွေထက်မုတ်ဆိုးတယောက်ပဲရဲအုပ်ရတကြီးကဝင်ပလေတက်တယ်ဆိုတာကိုတတိချယုံနေလိုပဲဗျမယုံလို့လည်းမရတော့တာပဲဗျကဲပါလေလောလောဆယ်တော့လေအလောင်းကိုသွားကြည့်ကြရအောင်တကြီးဥဖို့အောင်ကတပတ်တစ်ထည်နဲ့ခေါင်းပေါင်းလေးပေါင်းပြီးတော့အိမ်ပေါ်ကနေဆင်းသွားတယ်ဗျကျုပ်တို့လူစုပေတော်ရွာအပြင်ဘက်ကိုထွက်လာခဲ့ကြတယ်ဗျရွာထဲဖြတ်တော့အာတုဘအိမ်မှာကနပြင်ထိုးပြီးတော့ဖဲထိုင်ရိုက်နေတာကိုမြင်ရတယ်ဗျပေတော်ရွာရဲ့တစ်ဖက်ကရွာအပြင်ထိပ်မှာအလောင်းစင်တစ်ခုပြိုင်တူထိုးထားတယ်အလောင်းစင်နားမှာလေကာလာသားတွေဟာဖြာကျန်းကင်းနေနဲ့တောက်ကြစားကြရင်ကအလောင်းကိုစောင့်နေကြတာကိုဗျကာလာသားတွေအနားမှာကလေဓားတွေလန့်ပြီးဒူးလေးတွေကိုချထားတာကိုမြင်ရတယ်ဗျကျတို့လူတစုကိုမြင်တော့လူတစ်ယောက်ကပြေးလာတယ်သူ့နာမည်ကတော့ကိုဆိုးတယ်ဗျပေတော်ရွာရဲ့လက်ရှိကာလာသားကောင်းပေါ့နာမည်ကြီးကတော့စိုးမြင့်ဆိုလားစိုးတင်ဆိုလားပဲဗျဒါပေမဲ့အားလုံးကတော့နာမည်အဖျားဆိုပြီးတော့ကိုဆိုးလိုပဲခေါ်ကြတာလူကပိမ့်ပိမ့်ပပနဲ့အသက်ကတော့30မရှိတချိပေါ့ဗျာဟေးငါဆိုဘာထူးသေးတော့ကွာဘာမှလည်းမထူးဘူးဗျဝင်ပလေဥတန်တော့မကြားရဘူးဘလူးမဒီနားကိုမလာဘူးမဟုတ်လားကျတို့တိတိကျကျစောင့်နေရပါဗျာသူတို့ဆွေမျိုးတွေတောင်မှအနားကိုကတ်လို့မရပါဘူးအေးတူယူလာခဲ့ကွာအခေါင့်ကိုဖွင့်ကြရအောင်ကိုစိုးကဓားရှည်ကြီးတစ်ချောင်းကိုလွယ်ထားတယ်ဗျကျတို့လှမ်းကဲကြည့်ပြီးတော့ရဲနှစ်ယောက်ကိုလည်းမတင်ကားသလိုနဲ့ကြည့်နေသေးတယ်ဗျဒါနဲ့ဒီလူနှစ်ယောက်ကဘသူတွေလဲဗျဖွင့်မှသာဖွင့်စမ်းမှငါစိုးရရှာမရှိနဲ့ဒီလူတွေကမြိုင်းသားရဲကက်ကရဲတွေဗျအော်ဟုတ်ကဲ့သဘောပေါက်ပြီဒါနဲ့တူသွားယူလိုက်အောင်ဗျခဏစောင့်နော်နေရောကာလာသားတွေကတနေရာကိုပထုတ်လိုက်ကွာတို့တွေအလောင်းတွေကိုစစ်စင်းနေကြအောင်လူတွေတိလို့မဖြစ်ဘူးကွာကိုစိုးကလည်းအရက်တောက်နေတဲ့ကာလာသားတွေကိုခေါ်ထုတ်သွားတယ်ဥပုံအောင်လည်းကျုပ်ဘက်ကိုလှည့်ကြည့်ပြီးတော့အဲ့ဒါသာကြည့်ပါတော့ရဲအုပ်တို့ရဲ့ဒီအကြောင်းတွေလူတိကုံမှာဆိုလို့တေဆုံးသွားတဲ့အလောင်းကိုဆွေမျိုးမိဘတွေကိုတော့မှအကင်မခံမင်းနဲ့လူဆောင်နေနေညံ့ညံ့စောင့်ခိုင်းနေရတာသူတို့ကလက်ခံကြရလားတေးပြီးနေပါပြီပဲဗျာရဲအုပ်ရဲ့ပြီးတော့ရဲတွေရဲ့တာဝန်ရှိနေတော့သူတို့တွေလည်းလာစစ်မှာမို့လို့မတိရမကန်ရနဲ့မှားထားရတာဗျခဏကြာတော့ကိုစုကစိတ်ကြိုတူကလေးကိုလက်မှာဆွဲလို့ပြန်ရောက်လာတယ်ဗျမဆိုရင်အကောင့်ဖွင့်စမ်းကွာဘသူအကောင့်ကိုစဖွင့်ရမလဲဗျလောလောလတ်လတ်တီးသွားတယ်ငတော်ရဲ့အလောင်းရင်ဖွင့်ကွာကိုစုကလည်းအကောင့်ဖုံးထားတဲ့ပြင်ပြားတွေကိုဒူနဲ့ထူပြီးတော့အသာဆွဲခွာလိုက်တယ်အကောင့်ဖုံးကိုတန်နဲ့ရိုက်ပြီးတော့အသေးပိတ်ထားလို့လွယ်လွယ်ခွာမရတာတော့အမှန်ပဲဗျအကောင့်ဖုံးဖွင့်လိုက်တော့သွေးညီနှံကြီးကလည်းထောင်းကနေကိုထွက်လာတယ်ဗျဒီလိုမျိုးအလုံးပိတ်ပြီးတော့ရွာပြင်ကိုထုတ်ထားမှတော့ထွက်ပြီးပေါ့ဗျအဖေကသူ့မှာပါတဲ့လက်နေတက်မီနဲ့ကိုတော်ရဲ့အလောင်းကိုထိုးကြည့်လိုက်တယ်ကိုသိန်းဦးတို့ကလည်းတက်မီနဲ့ထုတ်ပြီးတော့ထိုးကြည့်ရရဲ့ဗျကိုတော်အလောင်းကမျက်လုံးကြီးပြူးနေလို့ဗျပါစက်ကြီးကလည်းဟာစီနဲ့ဖြစ်နေတာလေဘင်းကတားကောင်တစ်ကောင်ကလည်းကြိုက်ခဲပြီးတော့ဆွဲဖဲ့ထားသလိုလေဘင်းကြီးကလည်းပွင့်ထွက်နေတယ်ဗျအထက်မှာလေးပြုံတွေရောသွေးကြောတွေရောပါအသားဆိုင်တွေနဲ့လန်ပြီးတော့ဖွာလန်ကျဲနေတာဗျကျုပ်ဆိုရင်အလောင်းယူကြည့်ပြီးကြောက်နေမိတယ်ဗျဘင်းတို့တွေမျက်လုံးမပိတ်ဘူးလားကွာငဆိုးရပိတ်တာပဲဗျပိတ်ပေမဲ့လည်းမရဘူးဗျသူ့လိုလိုပြန်ပွင့်လာတာပဲကိုစိုးကလည်းမျက်လုံးပိတ်မဲ့လုံနေတဲ့အချိန်မှာကိုသိန်းဦးကလက်ကာပြလိုက်တယ်ပြီးတော့မှလေဘင်းရတန်ရောင်တိတိကျကျစစ်ဆေးကြည့်နေတယ်ဗျနောက်ပြီးတော့ဒုတ်ကလေးတစ်ချောင်းကောက်ပြီးတော့အသားစားတွေကိုဟိုထိုးကြည့်ဒီထိုးကြည့်နေလှုပ်တယ်သူ့မို့လို့မယုံမချဗျကျုပ်ကတော့လည်းအလောင်းကြီးကိုမြင်ကြတဲ့ကဟိုစိတ်ထဲမတန့်တယ်လို့မတက်တီတီလိုနဲ့ဖြစ်နေတာဗျဘာဒီလောက်တောင်ကြည့်နေရလဲကိုသိန်းဦးကိုပူပူကလည်းမေးတယ်ဗျလူတယောက်ကဒီဒဏ်ရာဖြစ်အောင်လို့ဘယ်လိုလုပ်နိုင်လဲဆိုတာကိုတွေးကြည့်နေတာဗျတကြီးဥဖို့အောင်လေဟောဗျာကျုပ်တို့ပြောပါပြီဟောလားဗျဒါလူလောက်တာမဟုတ်ဘူးဗျဒီလိုလူကလည်းသူတို့လေချောင်းကြီးကိုပေါက်ထွက်သွားအောင်လို့လုပ်နိုင်မှာမို့လို့လားဗျဒါဝင်ပလွေလောက်တာဆိုမှဗျကိုသိန်းကလည်းလက်ခံချေပုံလည်းမရသေးဘူးဗျတစ်ဖက်ကမျိုးကိုရဲ့အကောင့်ကိုလည်းလက်ညှိုးထိုးပြီးတော့အဲ့ဒီအကောင့်မှာဖွင့်ပြရဲဟုတ်ဒီအကောင့်ဖွင့်ဖို့ကအချိန်ကောင်းမဟုတ်ဘူးထင်တယ်နော်ဖွင့်စမ်းပါဗျကျုပ်ကသူ့ရဲ့အနေထားကိုကြည့်ကျင်တယ်နောက်ပြီးတော့ကျုပ်တို့ရဲအုပ်လို့မခေါ်ရနဲ့ဗျကျုပ်ကဒီဘာကိုရှိုးဝက်စွာနဲ့စုံစမ်းမှုတွေရောက်နေတာခင်ဗျားတို့ရဲအုပ်လို့ပြောလိုက်တာနဲ့တင်ကျုပ်တို့ကိစ္စတွေအကုန်လူတိကုန်လိမ့်မယ်ဗျတကြီးဘိုးအောင်လည်းကောင်းကျင်ပြီးတော့ကိုစိုးကိုတစ်ဖက်အကောင့်ကိုဖွင့်ခိုင်းလိုက်တယ်ဗျဒီအကောင့်ကလွန်ခဲ့တဲ့3ရက်လောက်ကတည်သွားတဲ့မျိုးကိုဆိုတဲ့လူရဲ့အကောင့်ဗျကိုစိုးကအကောင့်ပြင်ကိုလှန်လိုက်တာနဲ့အကောင့်ထဲနဲ့ကအပုတ်နိုင်ကြီးကတိုးထွက်လာတယ်ဗျမျိုးကိုရဲ့အလောင်းကြီးကလည်းမျက်လုံးကြီးပွင့်လို့ဗျမျက်လုံးကြီးတွေကလည်းပုတ်ပြီးတော့အနက်ရောင်အရည်တွေမှာပြည့်ပြီးတော့ဖောင်းကြွနေတာလေဘင်းရဒဏ်ရာတွေကလည်းပုတ်ပွားနေတာပဲဗျကိုပူပူတယောက်ကလည်းဓာကြီးကိုမြင်တော့လေမထိန်နိုင်တော့ဘဲနဲ့ကွင်းတစ်ဖက်ကိုပြေးပြီးတော့ထိုးအန်ချလိုက်တယ်ဗျကျုပ်တို့ပြုတ်တောင်ပြုတ်တက်လာတယ်ဗျမအန်ကြအောင်လို့မနေထိန်ပြီးတော့မျက်နှာလွှဲထားရတယ်ကိုသိန်းကတော့လည်းမယုံမချနဲ့အဲ့ဒီခေါင်းကြီးကိုတေးချောက်စိုက်ကြည့်နေတာ10မိနစ်လောက်ကြာအောင်ကြည့်ပြီးတော့မှပဲရပြီ
ပိတ်လို့ရပါပြီခင်ဗျားတို့ဗျာဒီအလောင်းကြီးကိုအခုထိမြေမချသေးဘူးလားဗျရွာရဲ့ထုံးစံရနောက်မှတည်တဲ့လူကိုအရင်ရှာမှလေဗျအခုရဲအုပ်အဲလေကိုသိန်းဦးတို့လည်းကြည်ပြီးဆိုတော့မနှက်ပြန်ကြရင်မြေချဖို့အတွက်စီစဉ်တော့မယ်အဖေတို့ကိုကြည့်ရတာစိတ်မကောင်းဖြစ်ပုံပဲဗျဖြစ်ချင်းလည်းဖြစ်ချင်းစရာပဲဗျကိုတိုးဟာလွန်ခဲ့တဲ့ 3-4 ရက်လောက်ကမှလုပ်ငန်းအဆင်ပြေလို့ဆိုပြီးတော့အဖေကိုရှက်အိတ်တစ်ထည်နဲ့ပစိုးတကွင်းကိုလာကြော့သွားသေးတယ်လေဗျမျက်မြင်တက်တဲ့မိန်းကလေးဟာယူနေတယ်ဆိုအဲ့ဒါမျိုးကိုရဲ့မိန်းမပါဟိုရက်ပိုင်းကယူသွားတယ်ပုံရတယ်ဗျအခုတော့လေစေးစရာဥဖိုးခွေးရဲ့ကောင်းမှုနဲ့ပြန်ကောင်းသွားပါပြီဒါမဲ့လေရရွာလုံခြုံရေးအရာသူ့ကိုယူနေတယ်လို့ပဲပြောထားရတာသူ့ယောက်ျားဝင်ပလီတက်သွားတာဆိုပြီးတော့တရွာလုံးကိုလိုက်ပြောနေရလေဗျာသူ့ကိုအယူလို့ပဲမပြောထားရင်တော့လေလူတွေအကုန်လုံးဟာသူ့စကားကိုယုံမှာမဟုတ်ဘူးလေဗျာအခုတော့လေလူရမေရနေအင်းအကျယ်ကျုပ်တော်မျိုးနဲ့ဆွေမျိုးတွေကိုထိမ့်သိမ်းထားခိုင်းလိုက်လေဗျကျုပ်သူနဲ့တွေ့ကျင်တယ်ဗျသူ့အိမ်ဟာတိတ်တော်လဲမလန်းပါဘူးတခါလေးပဲသွားတွေ့တာပေါ့ရွာစုံဘက်ကနေအပြန်မှာမျိုးကိုရဲ့အိမ်ထဲကိုဝင်ခဲ့တယ်အဲ့မှာလေနိုင်တစ်ခုဖြစ်နေတာလေမဟုတ်လားဗျဆွေမျိုးတွေကလည်းချက်ကြပြုတ်ကြနဲ့စောင့်နေကြတယ်တကြီးကိုတွေ့တော့လေကျုပ်တို့လူစုအိမ်ပေါ်ကိုခေါ်တင်ထားတယ်အိမ်ပေါ်တက်အခန်းထဲမှာလေမျိုးကိုရဲ့မိမစောင့်ကြောင်ကလေးထိုင်ပြီးတော့ငိုနေတယ်ကျမမယူဘူးကျမယူနေတာမဟုတ်ဘူးတကြီးရဲ့အေးပါငါသိပါတယ်ဒါနဲ့မိဆန် तू ကမြိုင်တာကလာတဲ့ရဲအရာရှိပဲနေမြင်သမျှအကုန်လုံးကိုသူတို့ကိုပြောပြလိုက်စမ်းပါဟာမိဆန်ကလည်းမျက်ရည်ဆက်လက်နေဗျငိုနေရာကနေရုပ်ကရှက်ရှင်းတီသွားပြီးတော့အိမ်ညာဟာကျမအိမ်သာတက်ရှင်လာတယ်ဒါနဲ့မျိုးကိုနှိုးတာပေါ့ကျမတရေကြောက်တယ်လို့ညာကြီးညတာအိမ်သာကိုတယောက်တည်းမသွားဘဲနဲ့အဖော်ခေါ်ပြီးသွားလေရှိပါတယ်ကျမအိမ်သာတက်နေတော့မှကိုမျိုးဟာအိမ်သာရဲ့ရှိအတောက်20လောက်အကွာမှာရပ်ပြီးတော့လီကလေးတရွှင်ရွှင်နဲ့စောင့်ပြီးနေရှာတယ်မကြခင်မှာတခုခုပြိုကျတဲ့အတန်ကိုကြားရတယ်ဘလုံးပလွေးအတန်လေးလဲကြားလို့ကိုမျိုးတစ်ခုများဖြစ်လားဆိုပြီးတော့သိကျင်တာနဲ့အိမ်သာတကားကိုဖွင့်လိုက်တယ်ဝင်ပလွေကြီးတကောင်ကကိုမျိုးရဲ့လေပင်ကိုကိုက်ဖြတ်နေရကိုတွေ့လိုက်ရတယ်ရှင်ဝင်ပလွေကဘလို့ပုံစံလဲနွားပေါက်လောက်ကိုရှိမယ်ထင်တယ်အမွေတွေကလည်းဖြူဆွတ်ဆွတ်နဲ့မျက်လုံးကလည်းအဝါရောင်ကြီးပါကျမကိုလည်းတွေ့ရောကိုမျိုးကိုလွတ်ချပြီးတော့တစ်ပင်ကြီးကြားရကနေပြေးဝင်သွားပါတယ်ရှင်ခမရောက်ဘာမှမလုပ်သွားတာပဲကံကောင်းတာဟုတ်ရာရှိကြီးတို့ရဲ့ကျမရှစ်ခိုးဆိုရင်လည်းရှစ်ခိုးပါမယ်ဒီဝင်ပလီကြီးကိုတက်ပစ်ပြီးတော့ကျမယောက်ျားတို့လက်စားပြန်ရှည်ပေးပါရှင်မိဆန်ကလက်အုပ်ကြည့်ပြီးတော့တပုံးပုံးနဲ့ကြော့တယ်ဗျကျုပ်တို့တော်မှမနေတတ်တော့ဖြစ်သွားတယ်ရပါတယ်ဗျာအမှုမှန်ပေါ်ပေါက်ရေးကတော့ကျုပ်တာဝန်ပါကျုပ်အပြစ်ရှိတဲ့လူပဲဖြစ်ဖြစ်တားကောင်ပဲဖြစ်ဖြစ်သူလှုပ်တဲ့အပြစ်အတွက်တော့ဒဏ်ခံရအောင်လို့လုပ်ပေးပါမယ်ကျုပ်တို့တကြီးအိမ်မှာပြန်ဆုံမိကြတယ်ဗျဒီအမှုကိုခမည်းဘလို့ကောက်ချက်ချမလဲကိုသိန်းဦးခတ်တာလဲခတ်တယ်ဗျတတ်တဲ့လူကလူမဟုတ်ဘဲနဲ့ဝင်ပလွေဖြစ်နေတာရဲ့ဘာကြောင့်အကြောင်းမရှိဘဲနဲ့တက်ဖြတ်နေရလဲဆိုတာကိုကောက်ချက်ချဖို့ကခတ်နေတာဗျလူသားစားခြင်းလို့တတ်တာမဟုတ်ဘူးလားလူသားစားခြင်းနဲ့ဆိုရင်လေလူသားကိုစားထားမှာပေါ့အခုကလေဘင်းကိုတစ်ချက်တည်းကိုက်တက်ပြီးတော့ပြန်ထွက်ပြေးသွားပုံထောက်ရင်တော့အစာတော့မဟုတ်ဘဲနဲ့တမင်လိုက်တက်နေတဲ့ပုံစံမျိုးဗျဒါနဲ့တကြီးဒီရွာကိုဒီရက်ပိုင်းလူစိမ်းအဝင်ထွက်ရှိသေးလားဖဲဝိုင်းဖြစ်နေတာဆိုတော့လေရှိတာပေါ့ဗျာဟိုရွာဒီရွာဖဲသမားတွေလာရိုက်ကြတယ်မဟုတ်လားဗျအဖေကကောင်းကြီးနေအေးဗျာဒါဆိုရင်လေကျုပ်တို့ခွင့်ပြုပါအောင်ကျုပ်တို့ငတော်ရဲ့အိမ်ကိုသွားပြီးတော့အားပေးစကားလေးပြောလိုက်အောင်မယ်အကြောင်းတူမရှိရင်တော့လေမနဲ့စောစောထပြန်မယ်ဗျာအဖေနဲ့ကျုပ်နဲ့ထလာခဲ့လိုက်တယ်ဗျဥပဒါလည်းပါတာပေါ့ကိုတော်တို့အိမ်ကိုရောက်တော့ဆွေမျိုးတွေကအဖေကိုအားကိုးကြီးနဲ့ပြောကြဆိုကြငိုကြတာပေါ့ဗျာကိုတော်တို့အိမ်ရှိကခြံစည်းကိုဖြတ်ပြီးတော့ကနက်ဖင်ကြီးကိုထိုးထားတယ်ဗျအောက်လင်းတက်မီးတွေလည်းမှန်အိမ်ကြီးတွေနဲ့ထွန်းထားပြီးတော့လင်းရှင်းနေတာဗျဖေဝိုင်းကလည်းနှစ်ဝိုင်းရှိတယ်တဝိုင်းကတော့ကာလာသားတွေကလေးတွေစော့တယ်ဝိုင်းအပျော်ဝိုင်းပေါ့ဗျာအိမ်ပေါ်ကဖဲဝိုင်းကတော့လေတကယ်ဖဲသမားကြီးတွေရိုက်တယ်ဝိုင်းဗျဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ဝိုင်းထဲမှာပတ်စံတွေအထက်လိုက်ရှိနေတဲ့အပြင်လက်စွပ်တွေငကတ်တွေလက်ကောက်တွေပါရှာထားကြလို့ပဲဗျကျုပ်ကလည်းပြင်းပြင်းနဲ့ဘေးနားမှာထိုင်ပြီးတော့သွားကြည့်မိတယ်အဲ့ဒီထဲမှာအရက်ပူပူကင်းတိုးတိုးနဲ့လူကြီးတယောက်လည်းပါတယ်ဗျသူကပြုံးဖြီးဖြီးနဲ့ငတော်ကြီးငါ့ကိုဖဲနိုင်အောင်သာလှုပ်ပေးပါအောင်ကွာမင်းကလည်းတငယ်ချင်းဖြစ်ပြီးတော့အားကိုးမရဘူးဒီလိုပဲရေးချက်ချက်ပြောပြီးတော့ဖဲဆက်ရိုက်တယ်ဗျကျုပ်ဖြင့်စိတ်ထဲထောင်းကနေတောင်ဖြစ်သွားတယ်ဗျဟဲ့လူခမရဒီလိုမပြောသင့်ပါဘူးဗျခမရလှုပ်ပုံကတော့ကိုတော်ရဲ့ဝိညာဉ်ကိုဖဲခေါ်ရိုက်တဲ့ပုံဖြစ်နေပြီဗျဒါကိုတော်ရဲ့အိမ်လေးဗျခမရဒီလိုလှုပ်တာကိုတော်ရဲ့မိသားစုဝင်တွေစော်ကားသလိုဖြစ်နေတယ်ဗျခမရနင်းနေပပလေးအားနာပါအောင်ဗျအမေဖဲသမားတွေတေပြီးသားလူကိုခေါ်ရိုက်တာထုံးစံပဲကွပြီးတော့ငတော်ဆိုတာငါတငယ်ချင်းပဲသူတို့မိသားစုတွေတောင်မှမသိတယ်လို့နေတာမင်းကဘာဝင်နာနေတာလဲကွဒီလူကသူ့ခါးကြမှာအတာပုတ်ပြတယ်ဗျခါးကြမှာထိုးထားတဲ့ဓမြောင်ထင်ပါရဲ့ဗျဒီ
ဒီလူကတော့တကယ်လူမိုက်ပါပဲဗျာကျုပ်ဘာမှလည်းစက်မပြောရတော့ဘူးဗျအမေမင်းကငါတိုးရဲ့အင်ကြီးကိုဝတ်ထားတာပါလားကွာအဲ့ဒီအိမ်ဘယ်ရရလဲကျုပ်ကိုကြီးကမနေ့ကဖဲနိုင်လို့ရလာခဲ့တာဗျမင်းအင်ကြီးတွေးတော့မှပဲငါတိုးကိုတော့တတိယသွားသေးတယ်ကွာငါတိုးကဘာတူလဲဗျငါတို့ရဲ့တငယ်ချင်းတယောက်ကွာတည်သွားတာတစ်လလောက်ကိုရှိရောပေါ့ကျုပ်ကလည်းသူ့အကြောင်းတွေကိုသိကျင်နေဗျသွားစက်မှာကောင်းလေးရာဒီမှာငွေကြီးလုံနေတယ်မင်းအားလာမရှောင်နဲ့ပါမယ်ဆိုရင်လည်းပါမပါဘူးဆိုရင်လည်းကြောင်းတော့ကျုပ်ကသူတို့အနားမှာစက်မနေတော့ဘဲနဲ့ဥပဒါနားမှာကတ်လိုက်တယ်ဥပဒါနာရေးအိမ်ကရှကျွေးထားတဲ့ကွာစစ်တွေကိုတဖောင်းဖောင်းနဲ့ခွာစားနေတယ်ဗျဥပဒါရဒီမှုကိုဘလို့ထင်လဲဗျငါတော့လေမယိုးသားဘူးလို့ထင်တယ်လုံးပြန်ပြီဘလို့မယိုးသားတာလေဗျဥပဒါမယိုးသားဘူးလေပြောရင်ကျုပ်ဖြစ်များကြောက်နေမိတယ်ဗျဒီလိုကွာညနေကလဲပေါ်ဝင်ပလေးတကောင်မတက်ခင်တော့ကတော့ငါအာယုံထဲမှာထူးဆန်းတဲ့မော်စွမ်းအင်တစ်ခုကိုအာယုံခံမိနေကွာအဲ့ဒီအာယုံပြင်းထန်လာတဲ့အချိန်ဂျုံကြားတွေကနေဝင်ပလေးကြီးဝုံကနေခုန်တက်လာတာပဲကွာငါတိတိချင်းမှာပဲမင်းရဲ့ကြောကိုအားနဲ့တွန်းလိုက်လို့ဝင်ပလေးကမင်းကိုမကိုက်ဖဲနဲ့ဖြစ်သွားတာကွာမော်စွမ်းအင်ဆိုတာဒီဝင်ပလေးကြီးကမော်ဝင်ပလေးကြီးများလားငါထင်ကတော့ဒီဝင်ပလေးကမော်ဝင်ပလေးဖြစ်ရမယ်ကွာဝင်ပလွေကလူသားပုံစံပြောင်းထားတာပဲဖြစ်ဖြစ်လူသားကဝင်ပလွေပုံစံပြောင်းထားတာပဲဖြစ်ဖြစ်ပေါ့ကွာဒါဖြစ်ရင်တာမန်ဝင်ပလွေလိုမျိုးဒါဖြစ်ရင်တမန်းဝင်ပလွေလိုဥပဒါပြောချင်တာလားတမန်းဝင်ပလွေဆိုတာကလည်းစိတ်ကူးရင်ဖြစ်ရတစ်ခုပါအလက်ကောင်ရလူကနေပြီးတော့ကြားဖြစ်ပြောင်းတာကိုတမန်းကြားလို့ခေါ်တယ်လို့လူကနေဝင်ပလွေဖြစ်နေပြောင်းတာကိုကြတော့လေတမန်းဝင်ပလွေလို့တတ်မှတ်ကြပုံပဲကွာဒါပေမဲ့လေငါအတွေ့အကြုံရတော့တမန်းဝင်ပလွေရွယ်လို့လေတတ်မှတ်လေမတွေ့ဘူးသေးပါဘူးကွာပညာသည်တွေကလူအဖြစ်ကနေဝင်ပလေးပုံစံပြောင်းထားတာလေရောမဖြစ်နိုင်ဘူးလားဗျဟဲဘူးကဝေဟဲဘူးဆုံးဆိုရင်တော့လည်းရှိတယ်ကွာသူတို့တွေကတော့ချင်းတွင်အထက်ဘက်မှာတော့မဟာမြိုင်တောအုံနာကဟဲဘူးရွာကနေနေကြတယ်လူတွေဒါပေမဲ့လည်းသူတို့ကတော့ထမန်တီလူမျိုးတွေလိုမျိုးကြားတစ်မျိုးတည်းအဖြစ်နဲ့ပြောင်းလို့ရတာတော့မဟုတ်ဘူးကွာသူကလည်းတရိတ်ဆန်မျိုးစုံဖြစ်နေပြောင်းလို့ရတယ်ဒါဖြစ်ရင်လည်းထူတော့လေထူတယ်ဗျဝင်ပလေးကြီးကဒီလူတွေကိုအကြောင်းမဲ့တော့လိုက်တက်နေတယ်လို့ဥပဒါထင်လားဗျဥပဒါပြုံးပြီးတော့ဒီတခါတော့လေမင်းကိုစမ်းသက်ရမယ်အလက်ကောင်ရဲ့ဒီမှုကိုမင်းကောက်ချက်ချရမယ်ဗျာကျုပ်ကဘာမှလည်းမတက်တဲ့လူလေဗျာဘလို့လုပ်ပြီးတော့အမှုကိုဖော်နိုင်မှာလဲဗျဥပဒါခေါင်းကိုဖြည်းဖြည်းချင်းခါရဲဗျမဟုတ်ဘူးအလက်ကောင်ရမင်းကစုံတော်ဝိထုတွေကိုဖတ်ထားတဲ့ကောင်မဟုတ်ဘူးလားဒီတော့တာမန်လူထက်ဆိုင်တော့မင်းရဲ့တွေးခေါ်မှုတွေကပို့ပြီးတော့နီးစပ်နိုင်တယ်ကွာမင်းကိုမင်းစုံတော်မောင်ရွှေသားတို့စုံတော်ကြီးဥဆန်ချားတို့လိုသဘောထားပြီးတော့တွေးကြည့်စမ်းကွာဒီတခါတော့ငါကိုသိမ်းမောင်ကိုလုပ်မယ်ဖြစ်ပါမလားကွာဖြစ်လို့ခိုင်းနေရပေါ့ကွာဥဆန်ချာကျုပ်ကဥဆန်ချာသားဆိုရင်ဒီချိန်ဘာလုပ်မလဲကျုပ်တွေးမိတယ်ဗျဖတ်ဖူးခဲ့တာတွေကိုနည်းနည်းလေးပြန်နှွေးကြည့်ပါဦးလက်ကောင်ရဥဆန်ချာရဲ့ပွေလီအင်းခွေးကြီးအမှုပါဥဆန်ချာပြောခဲ့တာကအသေးဖွဲတွေကစတတိထားရမယ်တဲ့တက်တဲ့တခုတဲလွန်စားတခုဟာစာအကြောင်းတစ်ကြောင်းလည်းဖြစ်နိုင်တယ်လို့စက်လုံးလေးတစ်လုံးလေးဖြစ်နိုင်နေတဲ့မစိုးကွာမင်းမမိတာပဲမဟာယာဇာတဦးရဲ့အမှုမှာကတော့တက်တေတွေကပေါင်းတင်ဆက်ဆံရေးတွေကနေပြီးတော့ဥတီနေတယ်လို့လည်းပြောထားပြန်နေဗျဟုတ်တော့လေဟုတ်နေပြီဒီတော့မင်းကဘာရင်စပြီးတော့စုံစမ်းမလဲရှိုင်းမကားရွာလူတက်မှုမှာတော့ကိုကလူတက်သမားနေရာကနေပြီးတော့ဝင်တွေးရမယ်တဲ့လူတက်မှုတိုင်းမှာကလူတက်ရတဲ့အကြောင်းရင်းလူတက်နိုင်အောင်နှိုးဆော်တဲ့စိတ်ဒါတွေကအရေးကြီးတယ်လို့ဆိုထားတယ်ဗျဥပဒါကောင်းမဲ့ကြီးပြတယ်ဗျကျုပ်သာဝင်ပလူကြီးသာဆိုပါစို့ကျုပ်ကဒီလူတွေကိုဘာဖြစ်လို့လိုက်တက်ရမှာလဲဘလို့စိတ်ကကျုပ်ကိုစွနိုင်မလဲအရင်ဆုံးတော့တည်သွားတဲ့လူတွေရဲ့ပေါင်းတင်ဆက်ဆံရေးကိုစုံစမ်းမှရမယ်ထင်တယ်အစ်စ်ပေါ့ကွာခုနဖဲသမားကိုတော်ရဲ့တငယ်ချင်းတော့ပြောတယ်ဗျသူတခုခုတော့တီထားနိုင်တယ်မဟုတ်လားဥပဒါကြီးဒါပေမဲ့ तू ကဖဲရိုက်နေတာပဲ तू ကစကားပြောမှာမဟုတ်ဘူးဖဲရှုံးရင်တော့လေပြောမှာပေါ့ဗျာဟိုကဖဲသမားကွာမင်းကသူ့ကိုနိုင်အောင်ရိုက်နိုင်ပါမလားကျုပ်ဘေးမှာဖဲဝိဇ္ဇာကြီးကြောင်လုံးရှိနေရလေဗျာသူ့လောက်ကတော့နိုင်ပါတယ်ဗျဒါနဲ့ဥပဒါမှာပတ်စံပါတယ်မဟုတ်လားအေးနင်းနေတော့လေပါတယ်ကွာဥပဒါအဲ့ဒီပတ်စံနဲ့ဝင်ရိုက်ဗျဥပဒါဝိုင်းနာကိုကတ်သွားတယ်အေဒီကပတ်စံကိုထုတ်လို့ဖဲဝိုင်းထဲကိုဝင်ထိုင်လိုက်တယ်ဗျဖဲဝိုင်းကလူနည်းနည်းကျဲနေပြီဗျတဝိုင်းလုံးမှာလဲ9ယောက်ပဲရှိတော့တာဗျဥပဒါထိုင်လိုက်တော့ဟိုလူကပြုံးရင်းကနေအဘကြီးကအိမ်ကိုပတ်စံကြီးပြန်တယ်မသွားချင်ဘူးနဲ့တူတယ်ဗျအေးဟုတ်တယ်ပတ်စံတည်ရတာလေးလို့နည်းနည်းလေးဖြုံးလို့လာတာကျုပ်တို့ဝိုင်းကအပျော်ဝိုင်းမဟုတ်ဘူးဗျ90 100နဲ့စော့ကျင်ရင်တော့လေအရှိအဝိုင်းမှာသွားစော့ဗျဥပဒါ
ပတ်စံအထက်လိုက်ကြီးပုံချလိုက်တယ်ပတ်စံကလည်း1000လောက်တော့ရှိမယ်ထင်တယ်ဗျဒီပတ်စံတွေကိုအရင်ဆုံးရှေ့ကိုတိုးပေးလိုက်တယ်ဗျဒါတွေအကုန်ထိုးမယ်ဆိုရင်ရောရတယ်မဟုတ်လားဟိုလူကမဲပြုံးတစ်ချက်ပြုံးရင်းကနေပြီးတော့အဘကြီးရတော့ဗျတပွဲလေးနဲ့ရှုံးကျင်ပြီးထင်ပါဗျလာဗျနောက်ပွဲကြရင်တော့လေအဘကြီးဝင်ဗျဒီပွဲလေဒီလူပဲနိုင်တာဗျပွဲပြီးတော့လူတယောက်ကခေါင်းကုပ်ပြီးတော့ထပြန်သွားတယ်ဥပဒါလည်းဒီလူနားမှာဝင်ထိုင်လိုက်တယ်ကျုပ်ကဥပဒါဘေးနားလေးမှာအသာထိုင်လိုက်တာပဲဗျဥပဒါပတ်စံတွေကိုတိုးလိုက်ပြီးတော့ဒါတွေအကုန်လုံးထိုးမယ်နိုင်ရင်ငါတို့တွေအယောမယူဘူးရှုံးရင်တော့လေမင်းအကုန်စားခမရတို့ကတမျိုးပါလားအယောမလို့ကျင်တော့ခမရတို့ကဘာလို့ကျင်တာလဲတပွဲနိုင်တိုင်းငါတို့သိကျင်တာတခုမေးမယ်အဲ့ဒါကိုမင်းဖြေရမယ်ကျုပ်ဖဲရိုက်လာတာအနှစ်30လောက်ရှိတော့မယ်ဗျဒါမျိုးအယောစားတစ်ခါမှလည်းမမြင်ဘူးမကြားဘူးဗျကောင်းတယ်အဲ့ဒီပွဲရိုက်တော့ဥပဒါနိုင်တယ်ဗျဒီလူကလည်းမျက်နှာတစ်ချက်ပြတ်သွားတယ်ကဲခမရတို့ဘာသိကျင်လဲဥပဒါကကျုပ်ကိုလက်တို့တယ်ခမရနာမည်ဘယ်လိုခေါ်တဲ့ငါနာမည်ကထွန်းထွန်းလူတွေကတော့ကြွက်တွင်းဆိုပြီးခေါ်တယ်ဟုတ်ပြီခမရနဲ့ကိုတောနဲ့တငယ်ချင်းတွေဆိုဟဲ့ကောင်လေးတပွဲနိုင်ရင်တခွန်းဖြေရမယ်လို့မင်းတို့တွေပြောထားတယ်မဟုတ်လားကွာအခုတခွန်းပြည့်ပြီလေဥပဒါတက်ပြင်းရှာလို့နောက်ပွဲထက်ဆော့တယ်ဒီတပွဲလဲတခြားလူတွေရှုံးမိမယ်လေဥပဒါနိုင်တယ်ဗျကျုပ်ခုနကမေးတယ်ဗျဖြေဗျခမရနဲ့ကိုတောနဲ့တငယ်ချင်းတွေဆိုတော့ဘယ်ချိန်တွေကစတိနေကြတာလေဒီဝါဒေသားချင်းပဲကွာငါတို့ကငငယ်လေးတွေကဖုန်းကြောင်းမှာစာတင်ကြတဲ့အောင်တိနေကြတာကဲတခွန်းပြည့်ပြီဟဲ့နောက်တစ်ပွဲပြန်ဆွကြမယ်ကြက်တွင်းဆိုတဲ့လူကလည်းဖိတ်ရိုက်ဖို့ပဲတာဆူနေတာဗျပွဲမစခင်ဘေးနားမှာထောင်ထားတဲ့အရက်ပလင်းကိုကောက်ပြီးတော့တကြိုက်လောက်မော့တောက်ထိတ်လိုက်တယ်တပိုင်းလောက်ကိုကုံသွားတယ်ဗျကြက်တွင်းဆိုတဲ့အတိုင်းပဲတော်တော်လေးကိုတောက်နိုင်တယ်လူပေါ့ဗျဒီပွဲမှာလေဥပဒါကလေတပေါက်အကွာနဲ့ကပ်ပြီးတော့နိုင်တာပဲဗျကြက်တွင်းကတော့လေမျက်နာတော်မှာပြက်နေပြီဗျသူရှုံးမိမယ်လေပတ်စံရောရတာတော့မဟုတ်ဘူးဗျပတ်စံကုံတဲ့လူတွေကလည်းထပြီးတော့ပြန်ကုန်နေဖဲရိုက်ဖို့လေအိမ်တော်မှမပြေတော့ဘူးဗျကြက်တွင်းကလည်းဘေးနားလေးကအရက်ပလင်းကိုတပလင်းပလင်းကိုအောင်လို့မောတောက်နေတော့တယ်ဗျပြီးတော့လေကျင်လေးတက်တက်နဲ့လှုပ်လိုက်ကြောမှတို့တငယ်ချင်းတွေဟိုရွာတွေကလူတွေကမိုက်ခဲ9ပေါ်ဆိုပြီးခေါ်တယ်ကွာဘုံကြီးចောင်းသားဘဝကလေးကကိုဇိုးပေါ်စိုးဖက်မိုက်ပေါ်မိုက်ဖက်တီးကွာမိုက်ဖဲ9ပေါ်ထဲမှာ9ရဲငတိုးရဲအခုတေးသွားတယ်ငတော်ရဲဟိုတလောမှာတီးသွားတယ်မျိုးကိုရဲတာဆောင်ရဲက9ယောက်တိတိပေါ့ကွာနေဟုတ်ကွာကိုတာဆောင်ကလည်းတေးပြီမျိုးကိုကလည်းတေးသွားပြီကိုတောကလည်းမနေ့ကတေးတယ်ခမည်းခုနကပြောတယ်ဟိုဒီအင်ကြီးပိုင်းနဲ့ကိုတိုးဆိုတဲ့လူကလည်းတေးသွားတာတလလောက်ရှိပြီဆိုတော့မိုက်ခဲ9ပေါ်မှာခမည်းတယောက်ပဲကြံခဲ့တာပေါ့ကြွတ်တွင်းကခေါင်းကြီးလိုက်ပြီးတော့အရက်တပလင်းအတစ်တလုံးကိုယူလိုက်တယ်ဗျအရက်ပလင်းဖုံးထားတဲ့ပလင်းဖုံးကိုလည်းပါဇက်ကနေကိုက်ဖွင့်လိုက်တာခွက်ခနဲပဲဗျဒီပလင်းကိုလည်းထပ်ပြီးတော့မော့တာပဲဗျနိုင်မှာလည်းနိုင်ရေးရှင်ဒီအရက်တောက်တက်တဲ့လူတွေကိုအရက်နဲ့အိတ်ခံနေမဟုတ်လားဗျဒါကြောင့်မလို့ကိုကြွတ်တွင်းအတွက်ကိုတော့ဖောဖောတီတီကိုဖြစ်နေတယ်ဆိုပါတော့ဗျအခုလိုမျိုးခမည်းတော်တငယ်ချင်းတွေတယောက်ပြီးတယောက်ဇက်တိုက်ကိုတင်နေတာခမည်းစိတ်ထဲမှာဘလို့မှမနေဘူးလားဘလို့ပြောလိုက်တာလဲဗျကျုပ်ဝမ်းနေမိတာဗောဗျအဲ့လိုပြောတာမဟုတ်ဘူးဗျခမည်းစိတ်ထဲမှာမလုံကြုံတလို့ဘာလို့မဖြစ်မိဘူးလားကြွတ်တွင်းကမျက်နှာပြက်သွားတယ်ဗျလက်ထက်ကအရက်ပလင်းကိုမောတောက်ပြီးတော့မှတော်ပြီကွာမင်းတို့အရေးမပါတာတွေလာမေးမနေနဲ့ဖဲဝိုင်းသိမ့်ပြီငါလဲတော်တော်အိတ်ရှင်နေပြီအိတ်တော်မင်းကြွတ်တွင်းကနေရာမှာလှဲ့အိတ်ပါလျောဗျကျုံနေဥပဒါလဲအောက်တက်ကြီးနေကြံခဲ့တာဖဲဝိုင်းပြီးသွားလို့အဖေတို့နေရာကိုကူးလာခဲ့လိုက်တယ်အဖေနဲ့မျိုးတွေကထိုင်ပြီးတော့ရှေးအောင်နှောင်းပြတွေပြောကြဆိုကြပေါ့ဗျာတည်သွားတဲ့ကိုတောရဲ့မိမငိုယိုပြီးတော့ကိုတောအကြောင်းတွေကိုပြန်ပြီးတော့ပြောပြနေတာပေါ့ကိုတို့ကလူစိုးလူမိုက်တယောက်ဆိုပေမဲ့လေမိသားစုပေါ်မှာတိတက်တဲ့လူတယောက်ပါချင်းသူဟာသူမိုက်မိုက်ဆိုးဆိုးကျမတို့သားမိတွေကိုတော့ရသလောက်လေးရှာကျွေးခဲ့ပါတယ်တရားနေပဲဖြေပါကွယ်ဦးလေးရဲ့ဦးလေးတို့ဘေးလူတွေပြောရတော့လွဲတာပေါ့ကိုတောဟာပြန်လာတာမကြသေးဘူးလေကျမတို့ဘယ်လိုလုပ်ဖြေနိုင်မလဲရှင်ကိုတောမိမစကားတမျိုးပဲဗျဒါနဲ့ကျုပ်ကပဲစပြီးတော့မေးလိုက်တယ်နေပါဦးဗျကိုတောဟာပြန်လာတာမကြသေးဘူးဆိုတော့ तू ကဘယ်သွားနေလို့လဲဗျလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတထေးဖြစ်ခွေးဖြစ်ဆိုပြီးတော့မိုးကုတ်ကိုကြောက်သွားတူးဖို့အတွက်ထွက်သွားခဲ့သေးတယ်မောင်လေးရဲ့အဲ့တုန်းကတော့တစ်နှစ်လောက်နီးပါအဆက်အသွယ်ပြတ်ခဲ့တာလွန်ခဲ့တဲ့3လလောက်ကပဲကြောက်အောင်နေဆိုပြီးပြန်လာခဲ့ကြတာဒီတော့မှဟော်ရီယာအင်ကြီးကလည်းပြင်ပြီးတော့စောင့်နိုင်ခဲ့တာအမားတို့သားမိလဲရွှေတွဲလဲငွေတွဲလဲနဲ့ပြောင်ပြောင်လွတ်လွတ်နဲ့ဖြစ်နေတဲ့စူပါတော့မောင်လေးအဖေကလည်းကောင်းညင်ပြီးတော့ဟုတ်သားပဲအဲ့ဒီတော့ကလုပ်ငန်းအဆင်ပြေလို့ဆိုပြီးတော့ငေါ့တောင်အိမ်တစ်ထည်နဲ့ပစိုးတကွင်းလာကတော့သွားသေးတယ်လေငါတော့ကလူသားမိုက်ပေမဲ့လေတိတက်တယ်ကောင်းပါအဖေပြောတော့ကိုတော်မိမကလည်းငိုတော့တာပဲဗျကျုပ်ကလည်း
သူပြောတဲ့စကားတွေကိုတလုံးချင်းစီပြန်ပြီးတော့စဉ်းစားနေမိတယ်ဗျဦးဆန်ချာပြောသလိုတဲလွန်စကစကားတခွန်းစက်လုံးတစ်လုံးကနေပြီးတော့ဖြစ်နိုင်တယ်မဟုတ်လားကိုတော်မိမပြောသွားတဲ့အထက်မှာလွန်ခဲ့တဲ့3လလောက်ကကြောက်အောင်လို့ပြန်လာတယ်ဆိုတဲ့စကားလေးပါတယ်ဗျကြောက်အောင်ကြလို့ပြန်လာကြတယ်ဆိုတဲ့စကားပါတယ်ဗျကြဆိုတဲ့စကားကအများကိုရည်ညွှန်းတာဗျတယောက်တည်းဆိုရင်တော့ပြန်လာတယ်လို့ပဲပြောမှာပေါ့အခုကြောက်တယ်ပြန်လာကြတယ်ဆိုတော့လေကိုတော်နဲ့တူတခြားသူလည်းပါသွားပုံရတယ်ဒါတဲလွန်စားရဲ့အစတစ်ခုပဲဖြစ်နိုင်တယ်ဗျဒါနဲ့တစ်ခုလောက်မေးကျင်တယ်ဗျဆက်စုတယ်လို့လည်းမထင်ပါနဲ့ကိုတော်ကြောက်သွားတူတော့ဘသူနဲ့တူသွားတာလဲဘသူနဲ့ပြန်လာခဲ့ကြတာလေဗျသူတငယ်ချင်း3-4ယောက်လည်းအတူတူသွားကြတာကြွက်တွင်းတို့တာဆောင်တို့မျိုးကိုတို့ငတ်တိုးတို့နဲ့ပါဒါဖြစ်ရင်ပြန်လာတော့ရောပြန်လာတော့လေ9ယောက်စလုံးပြန်လာတာပဲသူတို့ပြောတာကတော့အစပိုင်းကြောက်တူးတဲ့အခါမှာသမင်းစားကြောက်လို့ခေါ်တဲ့ကြောက်သေးသေးလေးတွေပဲရတယ်ဆိုပဲနောက်ပိုင်းကြောက်ကြီးကြောက်ကောင်းတွေတပွင့်ရလိုက်လို့လောပန်းတယောက်စီကရောင်းလိုက်ပြီးတော့တိန်ကျော်ရခဲ့တယ်ဆိုရဲလေအဲ့ဒီငွေတွေကို9ယောက်ဝေးပုံကြခွဲပြီးတော့ကြောက်မတူးပဲနဲ့ပြန်လာခဲ့ကြတာဟုတ်ပြီဗျဒီရောက်တော့ဘသူကအရင်စသေးတာလေကျုပ်မေးလိုက်တော့ကိုတော်မိမကမျက်လုံးပြူးသွားတယ်ဗျအဖေကတော့မှကျုပ်ကိုလှမ်းပြီးတော့မန်လိုက်သေးတယ်ကျုပ်ကလည်းတိတ်ကိုတိကျင်နေပြီလေဗျ9ယောက်ပြန်လာပြီးမဲ့လေငတ်တိုးတယောက်ကတော့ငှက်ဖျားမိလာတယ်ပြောတယ်လွန်ခဲ့တဲ့1လလောက်ကငှက်ဖျားပြန်ထပြီးတော့ငှက်ဖျားပိုးခေါင်းထဲရောက်လို့ယူးကြောင်ကြောင်ဖြစ်သွားတယ်မကြပါဘူးတည်သွားတာပဲငတ်တိုးကငှက်ဖျားနဲ့တည်တာဆိုတော့ယူးယူးတန်တန်တည်တာပေါ့သူတည်ပြီးတော့3ပတ်လောက်အကြာမှာကိုသားဆောင်အသက်ခံရလို့တည်တယ်ကိုသားဆောင်ရက်လေပြီးတော့ကိုမျိုးတည်တယ်အခုတော့ကိုတော်တည်တယ်တည်တာတွေကလည်းတဖြည်းဖြည်းနဲ့ဆက်လာတယ်တည်တဲ့လူတွေအကုန်လုံးကလည်းဝင်းပလွေအကြိုက်ခံရလို့တည်တာဆိုတော့ဝင်းပလွေကတခြားသူတွေနဲ့ရန်ညိုးမရှိဘဲနဲ့ဒီ9ယောက်နဲ့ပဲရန်ညိုးတစ်ခုခုရှိနေရများလားဒီတစ်ခုတော့ဘဟုတုတာများတဲ့ဥပဒါကိုမေးရတော့မှာပေါ့ဗျာဥပဒါမိုးကုတ်ဆိုတာဘယ်နားမှာလဲဗျရှမ်းပြည်လူပဲပြောကြပါစို့ကွာဟိုဘက်ဆိုရင်တော့လေမိုးမိတ်အထက်ဘက်ကိုဆက်တက်သွားရင်တော့လေကချင်ပြည်နယ်ပေါ့ကွာဒီတော့တောတွေတောင်တွေထူထပ်တယ်မဟုတ်လားဒါပေါ့ကွာဗဒမြားတူးတဲ့လူတွေရတနာရှာတဲ့လူတွေကတောတွေတောင်တွေထဲမှာလိုက်ရှာတဲ့ကွာပတ်လေးမှာကလည်းတောနဲ့ကြီးတွေတောင်နဲ့ကြီးတွေစီးတယ်ပေါ့ကွာဒါဆိုရင်အဲ့ဒီထဲမှာဝင်းမလူတွေရှိနိုင်လားဒါတော့လည်းငါလည်းတေချာမပြောတတ်ဘူးကွာရှိရင်လည်းရှိနိုင်တာပေါ့ကွာဝင်းမလေးဆိုတာကအေးပိုင်းမှာနေများတယ်မဟုတ်လားကွာရှမ်းပြည်ဘက်မှာဝင်းမလေးအုပ်တွေပါတွေပြောတာကြားဘူးတယ်ကွာကျုပ်ကဥပဒါလက်ကိုကုတ်ပြီးတော့အตาလေးခေါ်လာခဲ့တယ်လူချင်းနဲ့အိမ်နောက်ဖေးကိုရောက်တော့မှဒါဆိုရင်အမှုကရုပ်လုံးပေါ်လာပြီဗျသူတို့9ယောက်ကြောက်သွားတွေးရင်းကနေဝင်းပလီနဲ့တွေးခဲ့တာဖြစ်မယ်ဗျသူတို့9ယောက်ကိုဝင်းပလီကတတ်နေတာဆိုတော့သူတို့နဲ့ဝင်းပလီကြားမှာပြဿနာတစ်ခုခုတော့ရှိပုံရတယ်မင်းပြောတာကလည်းအများကြီးဖြစ်နိုင်တဲ့အလက်ကောင်းရအခုဒီလူ9ယောက်မှာကြွက်တွင်းတယောက်ပဲအသက်ရှင်ကြံခဲ့တာမဟုတ်လားကွာသူ့ကိုမေးရင်တော့လေအပြေမှန်ပေါ်ကောင်းပေါ်ပါရဲ့ဗျအေးမင်းကြံကောင်းတယ်တကယ်လို့ဝင်းပလီတွေကမင်းပြောတယ်လို့လိုက်တက်နေတာဆိုရင်တော့လေနောက်တက်မဲ့လူကတော့ကြွက်တွင်းပဲဖြစ်ရနေကွာကျုပ်ကကြွက်တွင်းကိုအသွားပြီးတော့မေးရမယ်ဗျသူမဖြစ်ရင်လေဥပဒါပညာနဲ့နည်းနည်းပါးပါလှုပ်ထလိုက်ပေါ့ဗျကျုပ်နဲ့ဥပဒါတယောက်မျက်နှာတယောက်ကြည့်လို့ကောင်းကြီးလို့အိမ်ချီကိုပြန်ထွက်ခဲ့လိုက်တယ်အိမ်ချီရောက်တော့ခုနကထိုးအိမ်နေတဲ့ကြွက်တွင်းတယောက်မရှိတော့ဘူးဗျဟာခုနဒီမှာအိမ်နေတဲ့ကြွက်တွင်းဘယ်ရောက်သွားလဲကွာအိမ်ချီဖဲဝမ်းကကောင်လေးတစ်ခေါက်ကပြန်သွားပြီလေဗျာ10မိနစ်လောက်တောင်ရှိနေပြီပေါ့ဒါသွားပြီဥပဒါကျတို့သူ့နောက်ကိုအမြန်လိုက်မှရမယ်မဟုတ်ရင်ဒီလူဝင်ပလေးစွာဖြစ်သွားလိမ့်မယ်ဗျကြက်တွင်းအိမ်ကိုမေးကြည့်လိုက်တော့လေရွာစွန်ဘက်မှာလေဗျကျတို့နှစ်ယောက်လေရွာစွန်ကိုအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့လိုက်တယ်နားရဲ့အိမ်ကိုထွက်ပြီးတော့မကြခင်မှာပဲရွာစွန်ဘက်ကဝင်ပလေးဦးတန်ကိုကြားလိုက်ရတယ်ကျတို့တွေဦးတန်ကြားတဲ့နေရာကိုအတကုံပြေးပြီးတော့လိုက်ကြည့်ကြတာဟုတ်ဗျကျတို့အရှိခက်လန်းလန်းမှာကြက်တွင်းတယောက်တရင်တရိုင်နဲ့လမ်းလျှောက်နေတယ်ဗျလက်ထက်မှာလည်းအရက်ပလင်းတစ်လုံးကိုကင်ထားတာရဲ့အရက်ကိုမော့တောက်လိုက်လမ်းလျှောက်လိုက်နေရှောက်နေတာကျတို့ကသူ့ကိုတွေ့တော့လှမ်းပြီးအော်ခေါ်ရတယ်ကျုပ်အော်တဲ့အခါမှာကြက်တွင်းကကျတို့နှစ်ယောက်ကိုလှည့်ကြည့်တယ်ဗျအဲ့ဒီအချိန်မှာပဲလမ်းဘေးနားကရှန်ကွက်လက်တစ်ခုတည်းကနေဝင်ပလွေကြီးတစ်ကောင်ကလွှားကနေခုံထွက်လာတယ်ဗျကြက်တွင်းနောက်ခုံအုပ်ပြီးတော့လေပေါ်ကနေကြမှာပဲကြက်တွင်းရဲ့လေဘင်းကိုသူ့ရဲ့အဆွေရည်နဲ့အားကုန်ကိုက်ထလိုက်တယ်ဗျကျုပ်ကြောင်ပြီးတော့ကြည့်နေတော့မှပဲဥပါဒါစီကနေပြီးတော့ဆက်လက်နဲ့တည်းရွှေကနေထွက်သွားတယ်ဝင်ပလွေရဲ့လက်ပြင်ကိုဥပါဒါပစ်လိုက်တဲ့စက်တီမှန်ပြီးတော့ဝင်ပလွေကြီးနာသွားတယ်ပုံဝင်ဗျဒါမှလည်းကြက်တွင်းရဲ့လေဘင်းမှာတော့မလွတ်ဘဲနဲ့အတကုံခဲထားတာဥပါဒါလည်းနောက်ထပ်ဆက်လက်နဲ့တစ်ခုကိုထက်လွတ်မှာပဲကြိုက်ထားတာလွတ်ပြီးတော့ဘေးကရှံဝင်းထဲကိုဂျွန်းထိုးပြီးတော့ခုံချသွားတယ်ဗျဥပါဒါကဝင်ပလွေကြီးရဲ့နောက်ကိုပြေးလိုက်သွားတယ်ဗျကျုပ်ကတော့လေလဲကြနေတဲ့ကြက်တွင်းကိုပြေးဆွဲတာပေါ့ဗျလေဘင်းမှာလည်းအဆွဲရာကြီးရာ
လက်တညို့ဇာလောက်ကိုမှအပေါက်ကြီးတွေဖြစ်နေတာအဲ့ဒီထဲမှာသွေးတွေကပန်းထွက်နေတာကျုပ်ကလည်းဒဏ်ရာကိုလက်နဲ့ဖိနေတော့ကြွတွင်းကကျုပ်ကိုတခုခုပြောဖို့အတွက်လှုပ်နေတယ်ဗျလေပင်ပေါက်သွားတော့အဆုတ်ကနေတက်လာတဲ့လေဒီကအဆွဲရအပေါက်ကနေတရှူးရှူးနဲ့တိုးထွက်နေတာကျုပ်တကူလုံးလေးသွေးတွေမှာနီးရဲနေတာပေါ့ကျုပ်အတကုံအော်ဟစ်ပြီးတော့အကူကြီးခေါ်တယ်မကြပါဘူးဗျအနီးနားအိမ်ကလူတွေကထွက်လာကြတယ်သွေးအိမ်ထဲမှာလဲကျနေတဲ့ကြွတွင်းကိုကြည့်ပြီးတော့အားလုံးကထိတ်လန့်ကုန်ကြတယ်ကိုသိန်းဦးတို့လူကြီးတွေလည်းပြေးလာကြတယ်ဗျအသက်ငင်နေတဲ့ကြွတွင်းရဲ့လေပင်ကဒဏ်ရာတွေကိုကြည့်ပြီးတော့လေခေါင်းခါပြတယ်ကျုပ်ဖြင့်ဗျယောက်ျားကြီးတမဲမျက်ရည်တွေကျမိတယ်ဗျကိုမျက်စိနဲ့ကိုရဲ့ရှေ့မှာနေလူတယောက်တေသွားတာဆိုတော့လေစိတ်ထဲမှာတော်တော်လေးတုန်လှုပ်သွားမိတာတော့အမှန်ပဲဗျရွာသားတွေကတော့လေကျုပ်တက်တယ်လို့ထင်နေကြတယ်ဗျရွာသားတွေကကျုပ်ကိုဝိုင်းပြီးတော့ဖမ်းမယ်စီးမယ်လုပ်နေကြလို့နောက်ဆုံးကိုသိန်းဦးကသူ့ရဲ့ရဲတစစ်ကိုထုတ်ပြရတယ်ကျုပ်ကမြိုင်သားမြို့ပြည်သူရဲတပ်ဖွဲ့ကရဲအုပ်သိန်းဦးပါဗျလူတက်မှုတွေကိုစုံစမ်းဖို့အတွက်ရောက်လာတာပါအမှုမှန်မပေါ်သေးပေမဲ့ကျုပ်တခုတက်အပ်ပြောရတာကဒီလူဟာလူတက်တရက်ခံမဟုတ်ဘူးဆိုတာပဲကဲကိုဘိုးအလက်ကောင်ကိုဖမ်းလိုက်ပါလူတက်တရက်ခံမဟုတ်ဘူးလေပြောသေးတယ်ဘာလို့ဖမ်းရတာလဲကိုသိန်းဦးရဲ့တရက်ခံမဟုတ်ပေမဲ့လေသူကကျုပ်တို့အတွက်အရေးကြီးတဲ့မျက်မြင်သက်တွေတယောက်ဖြစ်သွားပြီသူ့ကိုကျုပ်တို့တွေကာကွယ်ပေးတဲ့အနေနဲ့ဖမ်းချုပ်ရတာပါကိုဘိုးကကျုပ်ကိုလာဆွဲတယ်ဗျကိုစိုးကလည်းလက်မောင်းတစ်ဖက်ကနေလာတယ်ပြီးတော့ကျုပ်ကိုဆွဲခေါ်သွားတယ်ကျုပ်ငူငူငိုင်ကြီးဖြစ်ပြီးတော့သူတို့နောက်ကိုတရွတ်တိုက်ကိုပါသွားမိတယ်ကျုပ်ကိုတကြီးအိမ်ကူတီကိုခေါ်မသွားတော့ဘဲနဲ့အနာကကိုမျိုးတို့ရဲ့တဲတဲကိုပဲဆွဲသွင်းသွားတယ်ဥပိုးအောင်အားအိမ်ကိုလည်းဘသူမှလည်းအကတ်မခံဖို့အတွက်ကိုစိုးကိုတာဝန်ပေးလိုက်တယ်ဒီနားမှာလုံခြုံဆုံးကလည်းဒီအိမ်မဲရှိတာဟုတ်ဗျတကားလုံးပိတ်ထားတဲ့အိတ်ခမ်းထဲကိုရောက်တော့ကျုပ်ကိုလှုပ်ပေးလိုက်တယ်လက်မှာပိနေတဲ့သွေးတွေကိုရေစီးဖို့အတွက်အင်းတုံတစ်လုံးကိုယူလာပေးတယ်ဗျသွေးတွေကရှောက်ပြီးတော့လက်တွေမှာကတ်စီးနေတာပေါ့ဗျအလက်ကောင်ဒီလူကိုဘသူတက်သွားတာလဲသူ့နာမည်ကကြွက်တွင်းနဲ့သူ့ကိုဝင်းပလွေကြီးကကျုပ်ချစ်မာတယ်ကြိုက်တက်သွားတာဝင်းပလွေဆိုတာတေးကြလားကျုပ်တို့ကိုကြိုက်ခဲ့တဲ့အကောင်ကြီးပဲဗျကိုသိန်းဦးကထိုင်ကျသွားတယ်ဥပဒါလည်းဘယ်ကနေဘလို့အခန်းထဲရောက်လာလဲတော့မသိဘူးဗျကျုပ်စိတ်ထင်ကျုပ်ကိုဖမ်းလာကြတဲ့ကအတူတူပါလာပုံရတယ်ဗျကျုပ်ကသာသူ့ကိုတတိမထားမိတာနေမှာကျုပ်ကလည်းဥပဒါကိုတော့တစ်ချက်လှမ်းကြည့်လိုက်တော့ဥပဒါကောင်းခါပြတယ်ကြည့်ရတာဝင်းပလေကိုဖမ်းမမိဘူးထင်ပါရဲ့ဗျကိုသိန်းဦးကျုပ်ခမည်းနဲ့စကားပြောခြင်းတယ်ဒီအမှုကြောင့်ကျုပ်ကောက်ချက်ရှာထားတာရှိတယ်ခမည်းဘလို့ထင်လို့လဲတကယ်တော့ဝင်းပလွေကတွေ့ရလူတွေကိုကြိုက်တက်နေတာမဟုတ်ဘူးတေသွားတဲ့လူတွေနဲ့ဝင်းပလွေကြားမှာရန်ညိုးရန်စားတစ်ခုတော့ရှိတယ်အဲ့ဒီရန်ညိုးကိုဝင်းပလွေကလက်စားလိုက်ရှင်နေတာပဲကိုသိန်းဦးကကျုပ်ကိုပြူးကြောင်ပြီးတော့ကြည့်တယ်ခမည်းယူနေရလားခမည်းပြောတာကဘာအတိတ်ပဲမှမရှိဘူးဆိုတာခမည်းသိသလားကျုပ်သိပါတယ်ခမည်းအတွက်အတိတ်ပဲမရှိဘူးဆိုတာကျုပ်သိတယ်ဒါပေမဲ့ကျုပ်ပြောတာကိုစုံအောင်နားထောင်ပေးပါဦးကျုပ်ကလည်းတီထားသမျှအကြောင်းအရာတွေအကုန်လုံးကိုသိန်းဦးကိုပြောပြလိုက်တယ်ကျုပ်ပြောတာကိုဘယ်သူမှလည်းယုံပုံမရဘူးဗျခမည်းတော်တော်အတွေးခေါင်တဲ့လူဗျဝင်းပလွေကလက်စားရှည်ချင်ပါပြီလေဗျ तू ကဒီကိုဘယ်လိုလုပ်ပြီးတော့လိုက်လာမလဲဗျပြီးတော့လူ9ယောက်မှဘယ်လိုလုပ်ပြီးတော့တိနိုင်တယ်လဲဝင်းပလွေကတာမန်ခွေးတွေထက်ကိုအစပေါင်းများစွာအစပေါင်း100လောက်အနံ့ခံနိုင်အားကောင်းတယ်လို့ကျုပ်ကသိထားတယ်ပြီးတော့သူတို့ကလည်းအဲ့ဒီအနံ့ကိုမှတ်သားထားပြီးတော့ဘယ်သူပဲဝါဆိုတာကိုခွဲခြားနိုင်တယ်နှစ်ပေါင်းများစွာကြာတဲ့အထိဒီအနံ့ကဒီလူပါဆိုတာကိုသိနိုင်တယ်လို့ကျုပ်စာအုပ်ထဲမှာဖတ်ဖူးတယ်တာမန်ခွေးတစ်ကောင်တော့မှမိုင်ပေါင်းများစွာဝေးတဲ့တကင်းစီကအနံ့ကိုရပြီးတော့လိုက်လာနိုင်တယ်ဆိုတဲ့ဝင်းပလွေကတော့ဒီလူရဲ့အနံ့ကိုခံပြီးတော့လိုက်လာတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးလေလားဗျခမည်းပြောသလိုဒါဆိုပါတော့ဗျကျုပ်ကဒီကွင်းဆက်လူတက်မှုကိုလိုက်လံတက်ဖြတ်နေတဲ့တရားခံလူမဟုတ်ဘဲနဲ့ဝင်းပလွေတကောင်ပါလို့ဘယ်လိုလုပ်ပြီးတော့ပြောရမလဲဗျတရိတ်ဆန်တကောင်ကတက်ပါတယ်ဆိုတိုင်းလေလူတိုင်းကယုံပါတယ်လားယုံတာမယုံတာတော့ခမည်းလို့ကျုပ်ကတော့ဒီလူတက်မှုဟာဝင်းပလွေတက်တယ်ဆိုတာကိုယုံနေပြီးတော့ဒီတရားခံဝင်းပလွေကြီးကိုကျုပ်ထောင်ဖမ်းနိုင်တယ်တော်ပါတော့ခင်မောင်ခမည်းရဲ့အတိတ်ပဲမရှိတဲ့ဇက်လန်းတွေကိုဒီမာတင်ကိုရက်တန်းကရက်လိုက်ပါတော့ခမည်းရဲတက်ဖွဲ့မဟုတ်ဘူးခမည်းကလည်းစုံတော့တယောက်လည်းမဟုတ်ဘူးခမည်းကိုခမည်းတိတ်တော်တိတ်တက်နေတယ်လို့ထင်နေတာလေရက်တန်းကရက်လိုက်ပါတော့ဒီလူတက်ဝင်းပလေကိုပြစ်ခတ်ဖမ်းဆီးဖို့အတွက်ကျုပ်တို့လိုတာဝန်ရှိတဲ့သူတွေကဆက်လက်လှုပ်ဆောင်ပါမယ်အဖေကလည်းကျုပ်နားကိုလာပြီးတော့ဟုတ်တယ်လက်ကောင်ရမင်းတော်လိုက်ပါတော့ကွာကိုသိန်းဦးကိုကောင်းတယ်လို့ပဲကြည့်လို့ပါလိမ့်မယ်မဟုတ်ဘူးအဖေအခုအချိန်မှာမဆောင်ဖမ်းရင်တော့ဒီဝင်းပလေကိုမိမှာမဟုတ်ဘူးအဖေကပြောမရတဲ့ဆုံးကျုံမျက်နှာကိုလက်သီးနဲ့ထိုးလိုက်တယ်ဗျကျုပ်လည်းပူထူသွားတာပေါ့ဗျလက်ကောင်မင်းယူနေတာလားမင်းကဒီကိစ္စမှာဘာမှမဆိုင်ဘူးမင်းကတာဝန်ရှိတဲ့လူမဟုတ်ဘူးမင်းကရွာသားတယောက်ပဲကွာမင်းစစ်မင်းတိစမ်းမှာတာဝန်မရှိဘူးတဲ့လားအဖေကိုအချိန်မှာလူတယောက်တည်သွားတာကိုမတားဆီးနိုင်ခဲ့တဲ့ကျုပ်ကတာဝန်ကင်းတယ်လို့များအဖေထင်နေလားဗျရှေးချောက်လူတတ်မှုတွေဆက်မဖြစ်အောင်လို့ဒီဝင်မလေးကိုအခုတည်းကဖမ်းရမယ်အဲ့ဒီဖမ်းဖို့ကလည်းကျုပ်တို့မှာအခွင့်အရေးတွေရှိသေးတယ်လေအဖေရ
အလက်ကောင်ရမင်းကငါရိုက်တတ်တော့ရင်မင်းတေတော့မယ်ကွာမင်းဘာမှစက်မပြောနဲ့တော့မနဲ့မိုးလင်းတာနဲ့ငါတို့တွေရွာပြန်ကြမယ်အဖေကဒေါနဲ့မောနဲ့ပြောပြီးတော့အိမ်ပြင်ကိုထွက်သွားတယ်ဗျကျုပ်ကတော့လည်းအခန်းထဲမှာရှန်ထားခဲ့တယ်ရဲတကြက်ဘူအဆောင်ဖြစ်နေစောင့်ကြည့်ခိုင်းထားတယ်ဗျကာလာသား၃ယောက်ကလည်းပါတာပေါ့ဗျဥပဒါတပ်ပြင်းရှာရင်ကနေကျုံနာကိုကတ်လာတယ်အဆောင်နေရှိနေရမလို့ဥပဒါကိုလည်းစကားပြောခွင့်လည်းပေးထားတဲ့ပုံရတယ်ဗျကျုပ်ကလည်းအခန်းထင်ရမှာမိပြီးတော့ထိုင်နေတယ်ဆိုတော့အဆောင်နေတဲ့ကျုပ်နေက10ပေလောက်ကိုဝေးတယ်ဥပဒါအနားလာထိုင်တော့ကျုပ်ကလည်းလီတန်ကလေးနဲ့ပြောလိုက်တယ်ဥပဒါဝင်းကလေးကိုဖမ်းမိလားမမိဘူးကွာဝင်းပလွေကဘဲပြောက်သွားလေတော့မသိဘူးကွာပြီးတော့ထူးဆန်းတာတခုကငါပြစ်လွတ်လိုက်တဲ့ဆက်လက်နဲ့ဒီဆိုတာတာမန်လူထိရင်တော့မှ3ပိုင်းလောက်ကိုပြတ်ထွက်သွားနိုင်တဲ့ဆက်လက်နဲ့ဒီကွာဒီဆက်လက်နဲ့ဒီထိတာတော့ဝင်းပလွေကဘာမှမဖြစ်ဘူးဆိုတော့ထူးနေတာတော့အမှန်ပဲကျုပ်ဒီဝင်းပလွေကိုထောင်ပြီးတော့ဖမ်းကျင်နေဗျမင်းပြောတဲ့အတိုင်းသာဆိုရင်ဝင်းပလွေဟာလူ9ယောက်စလုံးကိုတတ်ပြီးပြီလေကွာသူ့မှာထက်သက်စီကလူမှမရှိတော့ဘဲနဲ့ကွာအလက်ကောင်ရဒီချိန်လောက်ဆိုရင်တော့ပြန်သွားလောက်ရောပေါ့မဟုတ်ဘူးဥပဒါသူတက်စီကလူတယောက်ကြံသေးတယ်ဟေးဘသူလဲကွာအဲ့ဒါကျုပ်ပဲဗျဥပဒါမျက်မှောင်ကျုပ်လို့အလက်ကောင်မင်းဘာကြီးပြောနေရလဲဒီကိစ္စမင်းနဲ့ဘာဆိုင်လို့လဲကွာကျုပ်နဲ့တော့လည်းမဆိုင်ပေမဲ့ကျုပ်ဝတ်ထားတဲ့အင်ကြီးဂျာကင်နဲ့တော့တက်ဆိုင်နေဗျဘလို့များလဲကွာငါတွေးတော့မှမတွေးတတ်ဘူးဒီလိုဥပဒါရကျုပ်ဒီဂျာကင်ကိုရပြီးချင်းဝင်းပလီကြီးနဲ့တွေ့ဘူးတယ်ဝင်းပလီကြီးကကျုပ်ရဲ့အိမ်ဝမှာလာပြီးတော့ထိုင်နေတာဗျကျုပ်ကအိမ်မက်လို့ထင်ပြီးတော့ထအောင်မိသေးတယ်မဟုတ်လားအေးလေမင်းညနေကလှဲပေါ်မှာပြောခဲ့သေးတယ်လေညနေကလှဲစီးနေတော့ကဝင်းပလီကြီးကကျုပ်ကိုလာကြိုက်တယ်မဟုတ်လားဗျဒါကတိုက်ဆိုင်မှုတတ်မဟုတ်ဘူးဒီဝင်းပလီကကျုပ်ကိုတတ်ချင်နေတာဗျမင်းကဘာလုပ်ထားလို့မင်းကိုတတ်ချင်နေတာလေကျုပ်ပြောပြပြီးပြီလေဗျဒီဂျာကင်ကြောက်မှာဆိုဒီလိုဥပဒါရဒီဂျာကင်ကအရင်တုန်းကကိုတိုးဆိုတဲ့လူဝတ်ထားခဲ့တာဗျကိုတိုးကသူတို့9ယောက်ထဲက1ယောက်လေဗျလွန်ခဲ့တဲ့1လလောက်ကငှက်ပြားပိုးခေါင်းထဲထိဝင်ပြီးတော့တေးသွားခဲ့တာသူဝတ်ခဲ့တဲ့အင်ကြီးဆိုတော့သူ့ရဲ့ကိုနှန်းကလည်းစွဲနေမယ်ထင်တယ်မဟုတ်လားဗျငါသဘောပေါက်ပြီလက်ကောင်ငတိုးကငှက်ပြားဖြစ်ပြီးတော့တေးသွားပြီမဲ့လေဝင်ပလွေကငတိုးတေးပြီးမှမသိဘူးပေါ့ဒါကြောင့်မလို့မင်းရဲ့ဂျာကင်ကရထားတဲ့ငတိုးရဲ့အနံ့ကိုမင်းကိုနှန်းလို့ထင်နေတဲ့ပုံရတယ်ကွာမင်းဆိုလိုချင်တာဒီလိုမဟုတ်လားတေးကြတာဟုတ်ဗျဒီခါအိမ်ပေါက်ဝရောက်လာတော့ကကျုပ်ရဲ့ချီရင်ဆွဲကိုနှန်းရဲ့ဒီဂျာကင်ကအနံ့ရဲ့ကြောင့်ဝေခွဲမရဖြစ်သွားတဲ့ပုံပဲဗျညနေရွာပြင်းဂျာကင်ဝတ်ပြီးတော့ထွက်လာမှာကျုပ်ကိုငတိုးလို့တတ်မှတ်ပြီးတော့ဝင်တိုက်တာပဲဗျအခုချိန်ထိလဲဝင်ပလွေကငတိုးတီသွားပြီဆိုတာကိုသိပုံမရသေးဘူးဗျဒါကြောင့်မလို့သူတက်ရမယ်လူစင်းင်းထဲမှာတယောက်ကြံသေးတယ်အဲ့ဒါငတိုးရဲ့ဂျာကင်ဝတ်ထားတဲ့ကျုပ်ပဲဗျဒါဆိုရင်ဒီဂျာကင်ကိုငါလွတ်ပစ်လိုက်မှာပေါ့ကွာမဟုတ်ဘူးဥပဒါကျုပ်ကဒီပြဿနာကနေထွက်ပြေးကျင်တာထက်လူ၄ယောက်ရဲ့အသက်ကိုရဲရဲဆက်ဆက်တက်သွားတဲ့ဝင်ပလွေကြီးကိုထောင်ဖမ်းကျင်တာဗျဥပဒါဒီတစ်ခါတွေ့ရင်တော့သူ့ကိုဖမ်းနိုင်မယ်မဟုတ်လားသူနဲ့ငါနဲ့တွေ့လိုက်တိုင်းလျှက်ပြက်ရှင်းမှမလို့ချက်ချင်းပဲမတိုက်ခိုက်နိုင်ခဲ့ဘူးကွာတကယ်လို့သာတီတီချာချာတွေ့လို့မယ်ဆိုရင်တော့ဒီကောင်လောက်ကတော့ကွာအပြော့ပေါ့ကွာဟုတ်ပြီဒါဆိုရင်ကျုပ်နဲ့ဥပဒါပေါင်းပြီးတော့ဒီဝင်ပလီကိုဖမ်းကြမယ်အလက်ကောင်ရမင်းဘယ်လိုလုပ်ပြီးတော့ဒီလိုတက်တီတွေရှိသွားတာလေကွာဝင်ပလီဖမ်းနေဆိုတာကလေဘင်းကတဲကျက်လောက်ရမှာလေကွာအခက်မသိရင်မင်းအသက်ပါသွားနိုင်တယ်ဒီဝင်ပလီကချက်ကောင်းအောင်မှတစ်ချက်တည်းတိုက်ခိုက်တာမဟုတ်ဘူးလားကွာမတော်လို့ငါတို့အချိန်မီမတားနိုင်ဘူးဆိုရင်တော့မင်းအသက်သေးသွားနိုင်တယ်နော်အလက်ကောင်ကျုပ်ဥပဒါကိုယုံပါတယ်ဗျဘယ်လိုလဲဥပဒါရောဒီလူသက်သမားဝင်ပလေကိုဖမ်းကျင်တယ်မဟုတ်လားအေးလောက်ကွာငါရအောင်ဖမ်းပေးမယ်ကျုပ်တို့မှာအချိန်မရှိဘူးဗျမိုးမလင်းခင်လှုပ်ရှားမှဖြစ်မယ်မိုးလင်းတာနဲ့အဖေကရွာကိုပြန်မယ်လို့ပြောနေမဟုတ်လားအခုညသကောင်ကြော်ပဲရှိသေးတယ်ကွဒါဆိုရင်ဥပဒါဒီလူတွေလက်ထဲကနေကျုပ်ကိုခေါ်ထုတ်ဗျရွာပြင်ကွင်းခေါင်ထဲမှာကျုပ်ရက်နေလိုက်မယ်သူကကျုပ်ကိုတတ်ဖို့အတွက်ရှောင်းမြောင်းနေတာအမှန်ပဲဗျကျုပ်နဲ့ရပြီးတော့ထွက်လာတဲ့အချိန်ကျရင်ဥပဒါသူ့ကိုဖမ်းဖို့ဗျဒီလောက်တော့လေလွဲပါတယ်အလက်ကောင်ရကဲမျက်စိသာမှိတ်ထားလိုက်ဥပဒါပြောတော့ကျုပ်မျက်စိမှိတ်ထားလိုက်တယ်ဥပဒါကလက်ဖြောက်တစ်ချက်တီးလိုက်တယ်ဗျရပြီမျက်စိပြန်ဖွင့်ဆိုလို့ဖွင့်ကြည့်လိုက်တော့ကျုပ်ကိုစောင့်နေတဲ့ဟိုလူတွေအကုန်လုံးဟာကြောက်ရွံ့ကြီးတွေဖြစ်နေရက်တက်နေကုန်နေဗျဥပဒါကျုပ်လက်ကိုဆွဲလို့အပြင်ကိုခေါ်သွားတယ်ကျုပ်တို့တွေအိမ်ရှိကနေမစင်းမဲနဲ့အိမ်နောက်ဖေးကနေဆင်းလာခဲ့တယ်အိမ်နောက်ဖေးဘက်မှာကလူရှင်းနေတယ်ဗျလူတွေအားလုံးကလည်းအိမ်ရှိမှာပဲရှက်ပြုတ်လောက်ကင်နေကြတယ်မဟုတ်လားအိမ်နောက်ဖေးကနေပြီးတော့ကျုပ်တို့ကွင်းထဲကိုထွက်လာခဲ့ကြတယ်ရွာပြင်တနေရာရောက်မှာတော့ခွေးဥတန်ကြီးကြားလိုက်ရတယ်ဗျ6ကခွေးဥတန်ကြီးကဝင်းပလီဥတန်ကြီးပေါ့ဗျအတန်ကြီးကြားတာနဲ့တင်ကျုပ်တကူလုံးကစက်သိန်းမွေးကြီးတောင်ထသွားပြီးတော့ကြောထဲမှာစိတ်တက်လာတယ်ဗျဥပဒါသူ့လက်ထဲကနေမီးဆက်လက်တကူကိုဖန်တီးလိုက်တယ်ပြီးတော့မှဟိုကြည့်ဒီကြီးနဲ့ပတ်ဝန်းကျင်ကိုကြီးကန်းတောင်ပေါင်းနဲ့လိုက်ကြည့်နေတယ်ဗျအလက်ကောင်ကြီးနီးလာပြီကွထူးကြတဲ့စွမ်းအင်တကူကိုငါခံစားမိနေရပြီကွဥပဒါခံစားနေရပြီမဲ့လေကျုပ်ကတော့ဘဲနဲ့မှမနေဘူးဗျ
ကျိုးတို့နှစ်ယောက်ကလည်းကွင်းခေါင်ခေါင်ကြီးတဲ့ကိုဟိုဒီကိုလှည့်ပတ်ကြည့်နေတော့မှပဲပြုံးဆိုပြီးတော့ကျုပ်ချီရနေပြီဝင်ပလူကြီးတကောင်လွားကနေခုံထွက်လာရောဗျာကွင်းခေါင်ခေါင်ကြီးတဲ့ကိုဘာကာကွယ်မှမရှိပဲဘွားကနေထွက်လာခဲ့တာဗျပြီးတာနဲ့ကျုပ်တို့တခါတည်းခုံအုပ်ထက်လိုက်တာပဲဗျကျုပ်ရောဝင်ပလူကြီးကလည်းမြေကြီးပေါ်မှာလဲကျသွားတယ်ဝင်ပလူကြီးရဲ့ကိုကလည်းအလေးပါပဲဗျကျုပ်ရဲ့လေပင်ကိုလည်းပါစက်နဲ့ကိုက်ထက်လိုက်တာဗျကျုပ်ကလည်းမြေပေါ်မှာအမြန်လှိမ့်ပြီးတော့ခြောင်ထက်လိုက်တာကျုပ်ရဲ့လေပင်ကိုမကိုက်မိပဲနဲ့ဂျာကင်အင်ကြီးရဲ့နောက်ကျောကိုကိုက်မိသွားတယ်ဗျဂျာကင်အင်ကြီးဟာထူလို့ပေါ့ဗျဝင်ပလူကြီးကကိုက်ပြီးတော့ဆွဲခါထက်လိုက်တာကျုပ်လွင့်စင်ထွက်သွားတယ်ဗျဂျာကင်အင်ကြီးကလည်းပေါက်ပြဲစုပ်ပြက်သွားတာပဲအထဲကနေခွန်းစာတွေတောင်ထွက်လာတယ်ဥပဒါကလည်းသူ့လက်ထဲကနေမီးဆက်လုံးကိုမြေကြီးပေါ်မှာပြစ်ချလိုက်တယ်ဗျမီးလုံးကလည်းမြေကြီးထဲကိုဝင်သွားတော့10တောင်ပတ်ပတ်လေလောက်ရှိတဲ့မီးဆက်ကွင်းတစ်ခုကဖြစ်သွားတယ်မီးဆက်ကွင်းကြီးရဲ့တစ်ဖက်အဆုံးမှာကလည်းမီးတွေဆွဲလောင်တရားလူတရက်စာလောက်ကိုရှိမယ်ထင်တယ်ဗျဝင်ပလေးကြီးကတိုက်ခိုက်တာလည်းမအောင်မြင်ရောတခါတည်းပဲပြန်ခုန်ပြေးမယ်လုပ်တယ်ဗျမီးဆက်ကွင်းတွေတားထားလို့ပြန်ထွက်လို့မရဖြစ်နေတာဥပဒါတဟာရင်းကနေလက်ဆက်တော့မင်းကကိုရောင်ဖျောက်ပြီးတော့လာတာကိုကွာကန်အခုတော့လေမင်းဘယ်လိုလုပ်ပြေးရမလဲကွာလာစမ်းကွာမင်းနဲ့ကတက်တီရှိတိုက်ကြမယ်ဝင်ပလေးကြီးကဥပဒါကိုလှည့်ကြည့်ပြီးတော့ပါစက်ထဲကနေမီးလုံးကြီးတစ်ခုနဲ့ပြစ်လွတ်လိုက်တယ်ဗျမီးလုံးကြီးကအပြာရောင်ကြီးဗျဥပဒါဒီမီးလုံးကြီးကိုလက်နဲ့အသာပုတ်ထုတ်လိုက်တော့မီးလုံးကြီးကစက်ကွင်းအပြင်ကိုကျသွားပြီးဟုံကနေပောက်ခွဲထွက်သွားပါလေရောဗျအော်လက်ဆက်တော့မင်းကလည်းပညာတယ်ကိုကွာဥပဒါဝင်ပလေးကြီးကိုဆက်လက်နဲ့တစ်ခုနဲ့ပြစ်လွတ်လိုက်ပြန်တယ်ဒီဆက်လက်နဲ့ကဝင်ပလေးကြီးရဲ့ရှေ့လက်ကိုထိသွားပြီးတော့ရှေ့လက်ကအရင်ပိုင်းနားကနေပြီးတော့ပြက်ကျသွားတယ်ဗျဒီဝင်ပလေးကအထိနာသွားပြီဆိုပြီးတော့ကျုပ်ပြင်ဗျာပျော်နေရတာတိတ်မကြပါဘူးဗျပြက်သွားတဲ့အရင်ပိုင်းကနေလက်ကြီးတစ်ဖက်ကပြန်ထွက်လာတယ်ဒီတကတော့ဝင်ပလူကြီးကဆက်လက်နဲ့3-4ခုလောက်ကိုလွတ်ထလိုက်တယ်ဥပဒါဆက်လက်တွေကိုဖြတ်နေတော့မှဥပဒါကိုတခါတည်းပဲခုံအုပ်ထက်လိုက်တယ်ဗျဝင်ပလူကြီးပါစက်ကြီးဟလိုက်တာသွားတွေအကုန်လုံးကအပြာရောင်အလင်းတွေတောက်လာတယ်ပြီးတော့အဲ့ဒီပါစက်ပြဲကြီးနဲ့ဥပဒါရဲ့မျက်နှာကိုပိတ်ပြီးတော့ကိုက်ထက်လိုက်တယ်ဗျဥပဒါဝင်ပလူကြီးရဲ့ပါစက်ကိုလက်နှစ်ဖက်နဲ့ဖမ်းဆုပ်လိုက်ပြီးတော့မှပါစက်နှစ်ဖက်ကိုလည်းအားကိုဆွဲဖြဲထက်လိုက်တယ်ဝင်ပလူကြီးကတအူးနဲ့អော်ပြီးတော့ပါစက်ကြီးပြုတ်လူပြုတ်ခင်ကိုဖြစ်သွားတယ်ဗျဥပဒါအားကိုဖြုတ်ထက်လိုက်တော့မှဂျုတ်ကအတန်မီဝင်ပလူကြီးရဲ့အောက်မေးရိုးကလည်းပြုတ်ထွက်သွားတယ်ဗျသွားတွေအကုန်လုံးကလည်းပြန်ပြီးတော့ကျဲကုန်နေဗျဒီတစ်ချိန်တော့ဝင်ပလူကြီးတော်တော်ကိုနာသွားပုံရတယ်မြေပေါ်မှာခြာကြီးတွဲလောက်ကြပြီးတော့လူးလိန်နေရှာတယ်ဗျအဲ့ဒီလူးလိန်နေရင်းကနေဝင်ပလူအသွင်ပြောက်လို့တဖြည်းဖြည်းနဲ့လူကြီးတယောက်ပုံစံနဲ့ပြောင်းသွားလျောဗျအဲ့ဒီလူကြီးကလည်းတာနာမာထွားထွားချိုင်းချိုင်းကြီးဗျဝစ်စားလည်းမပါဘူးဗျထူးဆန်းတာသူ့ရဲ့နောက်ကျောမှာရင်အုပ်တွေလက်ဖြတ်နေပေါင်နေမှာအမွေးကျန်းကြီးတွေကလည်းမဲနဲ့နေအောင်လို့ပေါက်နေတာဗျဒီလူကြီးရဲ့မျက်နှာပေါက်ကဗမာနဲ့တော့လေမတူဘူးဗျတိုင်းသားတယောက်နဲ့တော့တူတယ်ဒီလူကြီးကမြေပြင်မှာလူးလိန်ကနေကုန်းထလာတယ်သူပါဇက်ကနေမေးရိုးအစ်စ်ကလည်းတဖြည်းဖြည်းနဲ့ပြန်ပေါက်လာတယ်ထူးဆန်းတာတခုကဒီလူကြီးရဲ့ရှာအောက်ကအမွေးတွေပါနေတာပဲဗျသူမျက်နှာကလည်းခက်ချွန်ချွန်ပဲမျက်ခုံးထူထူကြီးတွေကလည်းနှစ်ဖူးအလဲထိကိုစုံနေဗျဒီလူကြီးကတဖြည်းဖြည်းနဲ့ထလာရင်းကနေပြီးတော့မင်းငါ့ကိုနှောက်ချက်ပါနဲ့ငါသွေးကြွေးဆက်ဖို့လာခဲ့တာတို့လူမျိုးတွေကလက်စားချီတာကိုလက်ခံနေသွေးကြွေးဆက်တဲ့လူကိုတားမြစ်ခွင့်မရှိဘူးသူစောတဲ့စကားကလည်းခက်ဝဲပဲဗျခမရဘာတူလဲခမရဘာလူမျိုးလဲငါနာမည်ရတော့ခေါ်တာငါကလီဆူလူမျိုးတယောက်ပဲခမရဘာလို့ဒီလူတွေကိုလိုက်တန်နေရတာလဲအော်မင်းကမင်းတို့လုတ်ခဲ့တာကိုမင်းနေပြီလားကွာခမရလူမားနေပြီကျုပ်ကခမရတတ်ရှင်နေတဲ့လူမဟုတ်ဘူးမင်းအပိုးတွေပြောမနေနဲ့မင်းစီမှာငါတတ်ရှင်တဲ့လူရဲ့အနံ့ကိုရနေတယ်ကျုပ်ကဂျာကင်ကိုချွတ်လိုက်ပြီးတော့ခမရရတဲ့အနံ့ကဒီဂျာကင်ကြီးစီကအနံ့ပဲကျုပ်ကခမရတတ်ရှင်တဲ့လူမဟုတ်ဘူးဒီဂျာကင်ရဲ့အနံ့ကြောင့်ခမရကျုပ်ကိုလူမားနေတာကျုပ်ဂျာကင်ကြီးကိုပြစ်လွတ်လိုက်တယ်ဗျဒီလူကဂျာကင်ကိုနမ်းကြည့်တယ်ပြီးတော့မှပဲတော်တော်အံ့ဩသွားတယ်အလိုငါလူမားပြီးတော့တတ်မိတော့မို့ပါလားပေါ်စာနမင်းကြီးမစားပါပေါ်စာနမီကျွန်တော်ကိုခွင့်လို့ပါခမရဘာဖြစ်လို့ဒီလူတွေကိုလိုက်တတ်နေလဲဆိုတာကိုကျုပ်သိချင်တယ်တကယ်လို့ခမရလောက်တာမှန်တယ်ဆိုရင်တော့ကျုပ်တို့ခမရကိုအန်ရမပြုတ်ဘဲနဲ့တွားခွင့်ပြုလိုက်မယ်တကယ်လို့ခမရလောက်ရက်ကမှားနေတယ်ဆိုရင်တော့လေခမရလောက်ရက်တော့ခမရပြန်ပေးဆက်ရလိမ့်မယ်ကောင်းပြီလေငါတို့တိုင်းသားတွေကပုံပွင့်လင်းလင်းပဲပြောတတ်တယ်ငါတို့မိုးကုန်းမျိုးရဲ့ဟိုးဘက်အရှိမြောက်ဘက်ကတောကြီးထဲမှာမိခူးဆိုတဲ့ရွာကလေးမှာအေးအေးချမ်းချမ်းနဲ့နေခဲ့ကြတယ်လီဆူးလူမျိုးတွေပဲငါနာမည်ကတော့ခေါ်တာလို့ခေါ်တယ်ငါမိမကတေတာကြပြီငါမှတမီးလေးတယောက်ရှိတယ်သူ့နာမည်ကတော့ခေါမီတဲ့ငါတို့သားဖရေရိုးတသားတောင်ရလှုပ်ဆိုင်တယ်တောထဲမှာအမဲလိုက်ပြီးရှာဖွေစားတောက်တဲ့လူတွေပါတနေ့ငါတို့နေတဲ့တောအုပ်ထဲကိုလူစုရောက်လာတယ်အဲ့လူတွေကလူချင်းတစ်ခုကကျင်းစားတွေပဲတောထဲမှာဟင်းစားရှာရအောင်ဆိုပြီးတော့ထွက်လာခဲ့တာတဲ့
အဲ့မှာမထင်မှတ်ဖဲနဲ့တော်တယ်မြစ်သွားရှိုးတဲ့ငါသမီးခေါ်မိကိုတွေ့သွားကြတယ်ဒီလူကြီးတွေကပြောနေရင်ငိုမဲမဲဖြစ်လာတယ်ကျုံနဲ့ဥပဒါကတော့တယောက်မျက်နှာတယောက်မျက်ခုံးပင်းပြလိုက်တယ်ဗျခေါ်မိရဲ့လေဘဲမှာအရေးတိတ်ကောင်းတဲ့ဗရမ ्या ကြီးတစ်လုံးကိုလဲဆွဲဖြစ်နေဆွဲထားတယ်အဲ့ဒီဗရမ ्या ကြီးကလည်းငါတစ်ချိန်ကတော်ထဲမှာအမဲလိုက်ရင်းကနေပြီးတော့စမ်းကြောင်ကလေးတစ်ခုမှကောက်ရခဲ့တယ်ဗရမ ्या ကြီးပဲအလုံးထဲကတော့ဂျိုးငန့်ဥလောက်နီးနီးရှိတယ်ဒီလောဘသား9ယောက်ကငါသမီးရဲ့လေဘင်းကဗရမ ्या ကြီးကိုယူသွားတဲ့အပြင်ငါသမီးကိုလည်းမတော်မတရားစော်ကားသွားကြတယ်ကွာဒါရင်အားမရသေးလို့ငါသမီးလေးကိုလဲလီးပြီးတော့တက်ဖြတ်ခဲ့ကြသေးတယ်ကွာဒီလူတွေကတော်တော်မှရိုက်နေလူတွေဗျာဒါပေမဲ့သူတို့တွေမသိတာတခုကငါစီမှာဘိုးဘွားအစဉ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့မော်ပညာတခုကတက်မြောက်နေခဲ့တာပဲငါတို့မျိုးရိုးကရှာနီနတ်မင်းကိုခေါ်တဲ့နတ်ဆိုးကြီးရဲ့ကောင်းကြီးရရှိပြီးတော့လူသားကနေဝင်ပလီဖြစ်နေစိတ်ထင်တိုင်းမှာပြောင်းလဲနိုင်တယ်ငါသမီးကိုတတ်သွားတဲ့လူတွေကိုငါပြန်လဲလက်စားရှိမယ်ဆိုပြီးတော့ဒီလူတွေကြံခဲ့တဲ့ပစိုးတွေအဝတ်စားတွေကိုအနံ့ခံနမ်းချုပ်ပြီးတော့သူတို့ရဲ့အနံ့ကိုမှတ်သားထားခဲ့တာပဲငါမိုးကုတ်ကိုလိုက်သွားတော့ဒီကောင်တွေကမရှိတော့ဘူးငါသူတို့ရဲ့အနံ့ကိုရသလောက်ခံပြီးတော့လိုက်ခဲ့တာဒီရွာကိုရောက်ဖို့အတွက်နှစ်လတိတိကိုကြာမြင့်ခဲ့တယ်ငါသမီးစီကပထမကြီးကိုယူလူကိုစော်ကားပြီးတော့တက်ဖြတ်သွားခဲ့တဲ့လူတွေကိုသွေးကြီးလက်စားရှိလိုက်တာငါမားသလားကွာကျုပ်အားလုံးသဘောပေါက်သွားပါပြီခင်ဗျာသမီးကိုတတ်သွားတဲ့လူ9ယောက်ကမိုက်ခင်း9ဘော်လို့ခေါ်တဲ့ဒီရွာကလူမိုက်9ယောက်ပဲတကယ်တော့သူတို့တွေကကြောက်ကောင်းရပြီးတော့ရှမ်းသာသွားတယ်ဆိုတာသမီးစီကရတဲ့ဗဒမြားကြီးကိုထုခွဲရောင်းချခဲ့လို့ပဲဗျဘက်ကကြည့်ရင်တော့လေမှာမှန်ပါတယ်ဗျတဦးတည်းသောသမီးလေးကိုရေးရဆက်ဆက်အသက်ခံရတဲ့အဖေတယောက်ရဲ့ရင်ထဲမှာဘယ်လောက်တောင်ခံစားရမလဲဆိုတာကျုပ်တို့နားလေတော့ပါပြီဗျဒါပေမဲ့တခုမသိလိုက်တာကဒီလူ9ယောက်ကကိုတိုးဆိုတဲ့လူကရွာပြန်ရောက်ပြီးမကြခင်မှာပဲငှက်ဖျားယောဂါနဲ့တည်သွားတာဗျသူဝစ်ထားတဲ့ဟော်ရီယာဂျာကင်ကြီးကိုလူတယောက်ကပေါင်ပြီးတော့ဖက်ရရာကနေပြီးတော့ကျုပ်စီကိုရောက်လာခဲ့တာပဲနမင်းကြီးအမှန်ကိုပြပေးလို့ပေါ့ကွာမဟုတ်ရင်တော့လေငါကမင်းကိုမှားပြီးတော့တတ်မိမှာကွာဒါကြောင့်မလို့ငါထင်နေတာပါတနေ့မနေ့ကမင်းအိမ်ကိုငါရောက်လာခဲ့ပြီမဲ့လေငါတက်ရမယ်လူအနံ့ရောတခြားလူအနံ့တွေပါနေလို့ငါမတက်ဖိနေတမင်လွတ်ပေးခဲ့တာကဲဥပဒါဒီလောက်ဆိုရင်တော့အဖြူမဲကွဲရောပေါ့ဗျာသူ့ကိုဥပဒါဘာဆက်လုပ်မလဲငါတိတိကျကျစဉ်းစားကြည့်တော့လေသူလောက်တာအမှန်ပဲကွာဟိုလူတွေကလည်းသူတို့အဖြစ်ကိုသူတို့ပြန်ခံပြီးပေါ့ကွာဒါနဲ့ခေါ်တာဒီကနေပြန်ရင်ဘာလုပ်မလဲမိခူးရွာကလေးကိုပြန်ပြီးတော့ကျုပ်တက်တလုံးအထီးကျန်စွာနဲ့နေထိုင်သွားရမှာပေါ့ဗျာကောင်းပြီလေကိုပြန်လွတ်ပေးလိုက်မယ်မြန်သွားတော့ဥပဒါကလက်ကိုရုပ်သိမ်းလိုက်တော့မီးဆက်ကွင်းတွေကပျောက်ကွယ်သွားတော့တယ်မီးတွေပျောက်သွားပြီမဲ့လေမီးကိုတွေကတော့ကြံနေတုံးပဲဗျဒါဆိုရင်ရွာတွေကအမှုတွေကဘယ်လိုလုပ်မလဲဥပဒါရဲ့ဝင်မလီကြီးပျောက်ကွယ်သွားပြီဆိုရင်တော့အမှုကလည်းတရက်ခန့်မပေါ်ဘဲနဲ့ပြီးသွားမှာပေါ့ကွာခေါ်တာကလည်းကျုပ်ကိုလက်အုပ်ချီလို့ကျေးဇူးအများကြီးတင်ပါပြီဗျကျုပ်သမီးလေးအတွက်ကျုပ်လက်စားရှည်ပြီးပြီဆိုတော့လေကျုပ်ဒီတက်နောင်နာကင်းကင်းနဲ့နေနိုင်သွားပါပြီဗျခေါ်တာကရည်နေတယ်ဗျသူရည်နေတုံးမှာပဲလှန်သွားတစ်ခုကသူ့ရဲ့ရင်ဘက်ကနေစွတ်ကနေပဲထိုးထွက်လာတယ်ကျတို့တွေလမ်းပြီးတော့ကြည့်လိုက်တော့မိโกလုံးတွေကြားကနေပြီးတော့အမမိဆန်တယောက်မတက်ရက်နေတယ်ဗျသူ့ရဲ့လက်ထဲမှာကလည်းလန်ကြီးကိုကိုင်းလို့ဗျအဲ့လန်ကြီးနဲ့ခေါ်တာရဲ့နောက်ကျောကိုအားကုန်စိုက်ချလိုက်တာရင်ဘက်ကနေပြီးတော့ထုတ်ချင်းခက်လို့ပေါက်ထွက်သွားတယ်ဗျဟာအမမိဆန်ခမရဘယ်လိုလုပ်လိုက်တာလဲဘယ်လိုလုပ်အောင်မလဲ तू ကငါယောက်ျားကိုတတ်ခဲ့တာဒါကြောင့်မလို့ငါယောက်ျားအတွက်ငါလက်တုပ်ပြင်ရမယ်ကျုပ်ကရှေ့ကနေပြေးသွားလိုက်တော့ခေါ်တာကလက်ကပြတယ်ဗျသူ့ဘက်ကကြည့်ရင်သူ့မှန်ပါတယ်ငါသူ့ယောက်ျားကိုတတ်ခဲ့တာကိုသူ့မှာငါကိုလက်တုပ်ပြန်ခွင့်ရှိပါတယ်အဲ့ဒီလက်တုပ်ပြန်တာကိုမင်းတို့တွေမတားကြပါနဲ့ဒါဟာပောစာနတ်မင်းကြီးရဲ့အလိုရပေါ့ထူးဆန်းပါပြီလေဗျဒီလူရဲ့စိတ်ဓာတ်ကတော့ရှားပါတယ်ဗျသူကသူများတွေကိုလက်တုံပြန်ခဲ့တယ်လို့သူ့ကိုလက်တုံပြန်တဲ့လူကိုလည်းမတားဘူးဆိုပဲဗျတက်လိုက်ပါမင်းကလေးမင်းယောက်ျားရဲ့သွေးကြီးအတွက်မင်းငါ့ကိုအသက်ကိုယူခွင့်ရှိပါတယ်အမမိဆန်ကလှန်ကြီးကိုပြန်ဆွဲနှုတ်လိုက်တယ်ခေါ်တာကလည်းလက်တစ်ဖက်ကိုဘေးကိုစန့်တန်းပြီးတော့ရင်ဘက်ကိုကော်ဖေးထားတယ်ဗျအမမိဆန်ကလည်းတော်တော်နာကြီးနေတဲ့ပုံပဲလှန်ကြီးကိုအားနဲ့မြောက်ပြီးတော့ခေါ်တာရဲ့ရင်ဝကိုထိုးဆိုင်လိုက်တော့တယ်ခေါ်တာလည်းလှန်ကြီးတန်းတန်းနဲ့လဲကျသွားတော့တယ်ပြီးတော့မြေကြီးပေါ်မှာခွေနေရင်းကနေဝမလီကြီးတစ်ကောင်ဖြစ်နေပြောင်းလဲသွားတာဗျဝမလီကြီးကလည်းရှာကြီးထွက်ပြီးတော့အမောဖောက်နေတယ်ဗျမျက်လုံးဝဝကြီးတွေနဲ့ကျုပ်တို့ကိုကြည့်ပြီးတော့ငြိမ်ကျသွားတော့တယ်ဗျဘယ်လိုပဲဖြစ်ဖြစ်ဥပဒါခုနကတော့ကမေယိုကြီးပြုတ်သွားတာတော့မှအသက်ပြန်ပေါက်လာတယ်မဟုတ်လားဗျအခုကျတော့လှန်ချက်နဲ့တခါတည်းတည်သွားပါလေရောလားအေးကွာထူတော့လေထူးဆန်းနေငါအထင်တော့လေစိတ်ချော့လိုက်တဲ့ပုံပဲကွာ
လူရန်ကောင်းတွေအစွမ်းရှိတဲ့လူတွေကသူတို့စိတ်တင်းထားတဲ့အခါကျရင်ဘလို့မှတက်လို့မရပါပဲစိတ်ချော့လိုက်တဲ့အခါကျရင်တော့လေတက်လို့ရသွားတာထုံးစံပဲမဟုတ်လားလူစမ်းကောင်းပြောဝီးတို့တက်မရလို့သူ့မိမကနေကွန်းတရာရေတမုတ်တိုက်မှစိတ်ချော့သွားတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အမမီဆန်ကတော့ဝင်ပလူကြီးကိုကြည့်ပြီးတော့တဟဟနဲ့အော်ရင်နေရဲ့ဗျနောက်တော့မှတချုံချုံနဲ့ငိုပါလေရောကြည့်ရတာလူတက်ပြီးတော့စိတ်ဖောက်သွားတဲ့ပုံရတယ်ဗျအေးလေသူ့ယောက်ျားဝင်ပလူကြီးတက်တာခံရတော့ကလေတဲကြီးတွေပြက်ပြီးတော့ယူးကြောင်ကြောင်ဖြစ်သွားတာဟုတ်ဗျအခုဒီလိုထက်ဖြစ်တော့လေတဲကြီးပြက်ပြီးတော့ပြန်ယူးသွားတာလေဖြစ်မယ်ဗျရွာသားတွေကိုတည်င်းပေးလိုက်လို့ရွာသားတွေလည်းအကုန်ပြေးလာကြတယ်ကွေးထဲမှာခွေကြီးတင်နေတဲ့ဝင်ပလူကြီးကိုကြည်ရင်ကနေတယောက်တစ်မျိုးနဲ့ပြောဆိုနေကြတယ်ဗျရဲအုပ်သိန်းဦးကတော့ကျုပ်နဲ့ဥပဒါကိုကြည်နေတယ်ဗျသူကျုပ်ကိုကြည်နေတဲ့အကြည့်တွေကလေးစားတဲ့အကြည့်တွေမှကျုပ်တည်ပါတယ်ကျုပ်နားကိုတဖြည်းဖြည်းချင်းတိုးကပ်လာပြီးတော့ကျုပ်ခမ ्या ကိုအထင်သေးမိခဲ့တဲ့အတွက်တောင်းပန်ပါတယ်ခင်မောင်ရပါတယ်ဗျာဒါဆိုရင်ဒီအမှုရဲ့ကွင်းဆက်ကြီးကတော့အလုံးပြီးဆုံးသွားပြီပေါ့နော်ဟုတ်တာပေါ့ဗျာဒီလူတွေကိုသွေးစာနေတဲ့ဝင်ပလေတကောင်ကတက်ဖြတ်လိုက်တဲ့အကြောင်းဒီဝင်ပလေကြီးကိုရွာသားတွေကဖန်စီတုတ်တင်လိုက်တဲ့အကြောင်းကိုလည်းကျုပ်အစီရင်ခံစာမှာရေးတင်လိုက်ပြီပေါ့ရေးတက်ချက်ဘိုးဘိုးကလည်းကောင်းတာပေါ့ဗျာကျုပ်တို့ခေါင်းချုပ်စရာကိစ္စကြီးတခုကတော့လေအမြန်ဆုံးပြီးသွားတယ်ဆိုတာပေါ့သူကတော့အပူပင်ကင်းကင်းနဲ့ပဲရည်တော့တယ်ဗျဒီလိုနဲ့ပဲပေတော်ရွာမှာဖြစ်ခဲ့ပြက်ခဲ့တဲ့ဝင်ပလေလူတက်မှုကြီးတခုကတော့ပြီးဆုံးသွားတယ်ဆိုပါတော့ဗျအလက်ကောင်ရမင်းဘယ်လိုလုပ်ပြီးတော့ဒီလိုတက်တည်ရရှိနေရလဲကွာရှိဆိုရင်ကျုပ်ကအလက်ကောင်မှမဟုတ်တော့ပဲဥပဒါရဲ့ကျုပ်ကစုံတော့ဆန်ရှားဖြစ်သွားပြီးတော့ဥပဒါကတော့ကျုပ်ရဲ့လက်ထောက်ကိုသိန်းမောင်ကြီးလုတ်ပြီးတော့ဒီဗျာဟာမင်းဒီကောင်တော့ကွာငါမင်းကိုတမင်မြောက်ပေးလိုက်တာကိုမင်းကတကယ်ထင်သွားတာဟုတ်ကွာစုံတော့မောင်ဆန်ရှားကပန်းဆိုးတဲ့လူတက်မှုမှာဒီလိုပဲပြောခဲ့သေးတယ်ဗျဟေးလှုပ်ဆမ်းမအောင်ကဘယ်လိုပြောခဲ့တာလဲစုံတော့အောင်တယောက်ဟာလက်ထောက်ကောင်းတယောက်ရှိဖို့လိုတယ်တဲ့ဗျဒီတော့အခုကျုပ်ကစုံတော့လုပ်မယ်ဥပဒါကျုပ်ရဲ့လက်ထောက်လုပ်တော့တော်ပြီးအလက်ကောင်ကြီးမင်းကတော့ဒီတခါတော့တကယ်ကိုယူသွားပြီကွာဥပဒါနဲ့ကျုပ်နဲ့ရီမောရင်ကနေတယောက်ပကုံးကိုတယောက်ဖက်ခါနဲ့ကွင်းလေးကနေပြန်တက်ခဲ့ကြတာပေါ့ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးဆရာအကစောရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့ဝင်းပလွေလူတက်မှုဆိုတဲ့ဇလန်းအစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်တို့ရဲ့ Good Story YouTube Channel ကနေစိတ်ဝင်စားဖွယ်ရာဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ